နာမည်ရတယ်မဲဖောက်မြတ်ပါကျွန်တော် Bruce လို့လည်းခေါ်လို့ရပါတယ်ကျွန်တော်ကတော့ Schedule ရဲ့ co-founder နဲ့အခုလောဆယ်မှာကျွန်တော် CCO အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျဒီဘက်ကတော့ကျွန်တော်တငယ်ချင်းတရားစောထပ်ပါသူ James လို့လည်းခေါ်လို့ရပါတယ်သူကတော့ကျွန်တော်ရဲ့ co-founder ပဲနောက်ပြီးတော့သူကအခု CTO အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့အခုကျွန်တော်တို့တောက်လျှောက်မှာfuture state ထက်ချင်တာဒီရှယ်တို့မေးချင်တဲ့မိကုန်းတွေအကုန်လုံးကျွန်တော်တို့တရားလေးအခု presentation လေးပြီးွားချင်ကြကျွန်တော်တို့အကုန်လုံးမေးလို့ရတယ်ကျွန်တော်တို့အကုန်လုံးပြန်ဖြေပေးမယ်အခုလောဆယ်တော့ကျွန်တော်အရင်ဆုံးကျွန်တော်တို့ schedules ကဘယ်လိုမျိုး software လဲဘယ်လိုမျိုးစပြီးတော့ကျွန်တော်စလုပ်ခဲ့လဲနောက်ပြီးတော့ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့အကြောင်းတွေဘယ်လိုမျိုး features တွေသုံးနေကြလဲကျွန်တော်ဒီ presentation လေးမှာတရားလေးရှင်းပြပေးပါမယ်ခင်ဗျအဲ့ဆိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒီဘယ်လိုမျိုးစလုပ်ဖြစ်ခဲ့လဲပေါ့နော် schedules ကိုဆိုတော့ကျွန်တော်တို့အစအနေပြန်ပြောရမယ်ဆိုရင်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေကအရင်တော့ကလွန်ခဲ့တဲ့3နှစ်လောက်တော့ပေါ့နော်ကျွန်တော်တို့ကျောင်းရဲ့ IT team မှာကျွန်တော်တို့အလုပ်လုပ်ခဲ့တယ်အဲ့ချိန်မှာကျွန်တော်တို့ရဲ့ roles ကကျတော့ဘာတွေလုပ်ပေးရလဲဆိုတော့သူတို့စီမှာဘယ်လိုမျိုးသူတို့နေတိုင်းလုပ်နေတဲ့ workflows တွေဥပမာကျောင်းသားတွေ attendance ကောက်တဲ့ကိစ္စတွေဆရာဆရာမတွေကိုလာစာလွှဲရချိန်မှာလာစာတွဲရတဲ့ကိစ္စတွေအဲ့လိုမျိုး workflows တွေကိုကျွန်တော်တို့ software နဲ့ဘယ်လိုမျိုးမြန်သွားပြီးတော့ပေါ့နော်အမားနဲ့အောင်ဘယ်လိုမျိုးလုပ်ပေးလို့ရမယ်ကျွန်တော်တို့က feature တွေစဉ်းစားပြီးတော့သူတို့တက်ကိုကျွန်တော်တို့တစ်ခုချင်းစီလုပ်ပေးရတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့တတိထားမိတာကကျွန်တော်တို့ကျောင်းတစ်ကျောင်းမှာဆရာဆရာမအခုထဲမှာဆိုရင်ကျွန်တော်တို့ဆရာဆရာမ founders တွေလည်းပါမယ်ထင်တယ်စာတင်ရတဲ့အလုပ်ထက်80% of the work ကကျွန်တော်တို့ဒီစာမတင်ရတဲ့အလုပ်တွေပေါ့နော် operation အပိုင်းတွေပေါ့ attendance ကောက်တဲ့ကိစ္စတွေနောက်ပိုင်းလာစာပေးတဲ့ကိစ္စတွေကျောင်းသားတွေကိုတစ်လားတစ်ခါပတ်စံကောက်ရတဲ့ကိစ္စတွေအဲ့လိုမျိုးကိစ္စတွေကလာတိုင်းတချို့တို့အတွက်ဘယ်လိုပြောရမလဲလာကုန်ကန်နေတိုင်းဒါကြီးကအရန်ကောင်းစားပြီကွာဒီကိစ္စကိုလောက်ရတော့မယ်ကျွန်တော်တို့လောက်တဲ့အချိန်မှာလည်းကျွန်တော် Excel တွေအများကြီးဖွင့်ပြီးတော့လောက်ရတယ်ပြီးကျောင်းသားတွေကို payment တွေလက်ခံတဲ့ချိန်ကြရည်လေကျောင်းသားတွေက screenshot တွေကိုFiverr နဲ့ပို့တယ် Messenger နဲ့ပို့တယ်နေရာမျိုးမျိုးပို့ကြရပေါ့နော်အဲ့အချိန်မှာဒီချက်တော့ download screenshot တွေအကုန်လုံး download ပြန်ချအဲ့တဲ့ data တွေကိုပါသိချင်တာဆို Excel ထဲမှာတစ်ခုချင်းစီပြန်ရေးအဲ့ကိစ္စတွေလောက်ရတယ်အဲ့မှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့အချိန်မှာအဲ့လိုမျိုး80% of the work စာတင်ရတဲ့အလုပ်မဟုတ်ပဲနဲ့တခြား operation work တွေကျွန်တော်တို့ software ကိုသုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့အများကြီးမြန်ဆန်သွားပြီးတော့အခုလည်းဒီရှေ့ကကျွန်တော်တို့အခုလက်ရှိသုံးနေကြအောင်တွေဘယ်လိုမျိုးလုပ်နေကြပြီလဲဆိုတော့ကျွန်တော်သိရမှာဆိုတော့ပိုပြီးမြန်ဆန်သွားတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီချက်တွေကစာတင်တဲ့အလုပ်ကို focus ဆော့ရုံပဲတခြားကိစ္စတွေမှာကျွန်တော်တို့အမတရက်လာကုန်တိုင်းကျွန်တော်တို့လာစာတွဲရတဲ့ကိစ္စတွေကျောင်းသားတွေ payment တွေကောက်ရတဲ့ကိစ္စတွေကဥပမာ3ရက်လောက်အချိန်ပေးပြီးလုပ်ရတယ်ဆိုရင်အခုကျွန်တော်တို့တရက်ထဲနဲ့အကုန်လုံးလုပ်လို့ရတယ်ပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်းစားပြီးတော့ကျွန်တော်တို့လုပ်ပေးခဲ့တယ်အဲ့ကနေမှတစ်ဆက်ကျွန်တော်တို့ဒီပြဿနာတွေကကျွန်တော်တို့တစ်ကြောင်းနဲ့ဖြစ်တာမဟုတ်ဘူးပေါ့နော်တခြားကြောင်းတွေလည်းရှိကြတယ်ဒီအကြောင်း operation လုပ်တဲ့သူတို့အကုန်လုံးကဒီကိစ္စတွေကိုကြုံတွေ့ရမှာပဲအဲ့ဆိုကျွန်တော်တို့ဒီဟာကိုတခြားကြောင်းတွေအတွက်လည်းအသုံးပြုလို့ရအောင်ကျွန်တော် product တစ်ခုတေချာလေးပြန်ရေးလိုက်ပြီးတော့ကျွန်တော် schedule ဆိုပြီးတော့အခုနာမည်ပေးပြီးတော့ကျွန်တော် software လေးကိုစလိုက်တယ်ပေါ့နော်အဲ့ကြောင့်မလို့ကျွန်တော်အခုဒီမှာရေးပြထားတဲ့အတိုင်းပဲကျွန်တော်တို့ကတမန်ရော school management software မဟုတ်ဘူးပေါ့နော်အဲ့ကြောင်းမှာလုပ်ခဲ့တော့ကျွန်တော်တို့ကျောင်းသားလည်းများတော့ကျွန်တော်တို့ software အကြီး company အကြီးရှိရပါတော့အခု market ထဲမှာလည်းရှိပြီးသား school management system တွေရှိတယ်နိုင်ငံခြား company လည်းရှိတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ meeting တွေလုပ်ပြီးတော့သူတို့ဒီမှာဘယ်လိုမျိုး features တွေပါလဲဈေးနှုန်းတွေရောဘယ်လိုမျိုးလဲကျွန်တော်တို့ကကျောင်းရဲ့ representative အနေနဲ့ meeting တွေလုပ်ပြီးတော့ကျွန်တော် study လုပ်ပေးရတယ်အဲ့ချိန်မှာလည်းကျွန်တော်တို့တွေ့ခဲ့ရတာကsoftware တွေကများသောအားဖြင့်ဈေးရမ်းကြီးကြတယ်ဈေးရမ်းကြီးပြီးတော့နောက်ပြီးရင်ထပ်ပေးရတဲ့package တွေအများကြီးပဲပေါ့နော်အဲ့ဒါလည်း limit ရှိသေးတယ်နောက်ပြီးတော့အများစုဖြစ်တာကကျတော့ software ကသုံးပြီးသွားပြီဆိုရင်error တစ်ခုတက်တယ်ပြဿနာတစ်ခုဖြစ်တယ်ဆိုရင်မြန်မြန်ဆန်ဆန် support မပေးနိုင်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော် Viber နဲ့ message ပို့လိုက်မယ်ဆိုရင် Viber message ပို့လိုက်တယ် reply ပြန်တာနောက်ကျတာနဲ့ကျွန်တော်တို့ဒီဘက်မှာပြဿနာကအရန် critical ဖြစ်နေအရန်ကြီးမှပြဿနာဆိုရင်မြန်မြန်ဖြေရှင်းဖို့လိုတာပေါ့အဲ့ဒီအချိန်တွေမှာတို့မြန်မြန်ဆန်ဆန်ပြန်ပြီး reply မလုပ်နိုင်ဘူးပေါ့နော်အဲ့ပြဿနာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါလည်းကျွန်တော်တို့ဟိုဘက်ကျောင်းအတွက်ကျွန်တော်တို့ကြည့်ပေးခဲ့တော့ပေါ့ဆိုတော့ဒီပြဿနာတွေအကုန်လုံးလည်းကျွန်တော်တို့သိခဲ့ရတာဆိုတော့ဒါမျိုးတွေလည်းမဖြစ်ရအောင်ကျွန်တော်တို့ကိုယ့်ကိုစလုပ်လိုက်တဲ့အချိန်မှာအဲ့ပြဿနာတွေကိုဘယ်လိုမျိုး prevent လုပ်ထားလဲဆိုတော့ဒီရှယ်တို့ရဲ့အဲ့လိုမျိုး software တစ်ခုတောင်းမယ်ဆိုတာကျွန်တော်တို့ဟုတ်တယ်ပတ်စံအများကြီး invest လုပ်မယ့်ကိစ္စအဲ့ဆိုဒီရှယ်တို့ decision တွေအများကြီးလုပ်ရမယ်ပေါ့နော်ပြီးရင် software တစ်ခုတောင်းလိုက်ပြီးရင်လည်းလွယ်လွယ်လေးအားလုံးပြီးသွားမှာမဟုတ်ဘူး software ကျောင်းမှာရှိတဲ့ဆရာဆရာမတွေကျောင်းသားကျောင်းသူတွေအကုန်လုံးကဒီ software ကိုအားလုံးချောမှုမဲ့သုံးဖို့ဆိုရင်အနည်းဆုံးminimum ကတော့တစ်လလောက်တော့ကျွန်တော်တို့ရှုံးကန်ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အရင် changes တွေတို့အတွက်အများကြီးဖြစ်သွားမှာတို့လည်းစပြီးလေးလာမယ်ပိုင်းတွေရှိရယ်ပထမတစ်လောက်ကတော့ကျွန်တော်တို့အဲ့လိုမျိုး training ပေးတာတွေဘာတွေနဲ့ပဲကြော်သွားပေါ့အဲ့ဒီအချိန်မှာပြီးတော့မှအားလုံးအဆင်ပြေသွားတဲ့အချိန်ကျရင်အခုကျွန်တော်တို့သုံးနေတဲ့အကြောင်းတွေဆိုကျွန်တော်တို့ဘာမှတော့လာမမေးတော့တို့ကအားလုံးအဆင်ပြေနေကြတယ်ဆိုတော့ဒီပြဿနာတွေကျွန်တော်တို့ထောက်ပြပြီးတော့ schedule set ကိုကတော့ဒီ share တို့အတွက်ပတ်စံလည်းပေးရတာနဲ့တန်တယ် service လည်းအပြည့်အဝရတယ်ဒီ share တို့ကျောင်းအတွက်ဘယ်နေရာမှာအခက်အခဲရှိနေတယ်ကျွန်တော် software နဲ့ဘယ်လိုမျိုးလုပ်ပေးလို့ရမလဲအများနဲ့ဆွေးနွေးနေလို့ရတယ်ကျွန်တော်တို့ ਨੇ ဆွေးနွေးပြီးတော့ဘယ်လိုမျိုး feature တွေထည့်ပေးရမလဲကျွန်တော်တို့ထည့်ပေးတယ်အဲ့ဒီတော့လည်းကျွန်တော်တို့ပတ်စံ
ထပ်ပေးစရာမလိုဆိုတော့ကျွန်တော်တို့ schedule set goals ကဒီလိုမျိုးပြဿနာတွေကို prevent လုပ်ဖို့အတွက်ကျွန်တော်စလုပ်ခဲ့တာပေါ့ခင်ဗျအဲ့ဆိုကျွန်တော်တို့ဒီမှာ onboarding method ကျွန်တော်တို့စသုံးတော့မယ်ဆိုကျွန်တော်တို့ဘယ်လိုမျိုးလုပ်ပေးလဲဆိုတော့ teacher တို့ဒီက stakeholder တွေပေါ့နော်teacher တို့စီမှာဘယ်လိုမျိုးခက်ခဲရှိနေလဲ teacher တို့အခုလက်ရှိလုပ်နေ workflow တွေကဘယ်လိုမျိုးလဲပြီးရင် teacher တို့ဘယ်လိုမျိုး feature set တွေလိုချင်လဲကျွန်တော်တို့ ਨੇ အသေးစိတ်ဆွေးနွေးရအရေးဆုံးဆွေးနွေးပြီးတော့မှကျွန်တော်တို့အဲ့ဒါကို scope 2သတ်မှတ်လိုက်ပြီးတော့ okay teacher တို့ကဒီ teacher တို့အကြောင်းကဒီ features ကိုဒီ features တွေအကုန်လုံးပါဖို့လိုတယ်အခုလက်ရှိစသုံးလို့ဆိုရင် okay အဲ့ဆိုရင်ကျွန်တော်တို့အဲ့ features တွေအကုန်လုံးပြီးအောင်လုပ်ပေးတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကနှစ်ပတ်အချိန်ပဲပေါ့နော်ကျွန်တော်တို့ schedules မှာ features အသစ်တွေကနှစ်ပတ်တစ်ခါ update အများကြီးဖြစ်နေတယ်တခြားအကြောင်းတွေကလောက်ခိုင်းတဲ့ features တွေလည်းနှစ်ပတ်တစ်ခါ update ဖြစ်တယ်တချို့အကြောင်းက features တွေလည်းနှစ်ပတ်တစ်ခါ update တွေထဲမှာအများနဲ့ပါလာမှာပေါ့အဲ့ချိန်ကျကျွန်တော်တို့ training တွေထပ်လုပ်ပေးပြီးတော့တချို့ဒီ features တွေကိုအဆင်ပြေအောင်ကျွန်တော် training ထပ်လုပ်ပေးပြီးသုံးမယ်ဆိုရင်အားလုံးအဆင်ပြေသွားပြီပေါ့နော်ဒါတော့ကျွန်တော်တို့ onboarding method တွေပါနောက်ပြီးတော့ကျွန်တော် support ပေးတဲ့အခါမှာလည်းကျွန်တော်တို့ share တို့အခုကျွန်တော်တို့အခုသွားနေအခုလက်ရှိသုံးနေအကြောင်းတွေမှာဆိုကျွန်တော်တို့ stakeholder တွေ admin teams တွေနဲ့ messenger တို့မဟုတ် Viber group တခုရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ teachers တွေကျွန်တော်တို့ software မှာလာတော့ teachers တွေတွက်လည်းကျွန်တော်တို့ direct support ပေးလို့ရအောင် group တခုလောက်ထားပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့အနီးကတချို့ဆရာမတွေကလည်းဖုန်းဆက်တဲ့ဆရာမတွေလည်းရှိတချို့ဆရာမတွေကလည်းကျွန်တော်တို့ဒီ Telegram မှာ direct message ရှာပို့တွေရှိရပါတော့အဲကျွန်တော်အချိန်မရွေး24/7ကျွန်တော်တို့ support လုပ်ပေးတယ်သူတို့အားလုံးအဆင်ပြေသွားတဲ့အထိနောက်ပြီးကျောင်းသားတွေလည်းအဲ့လိုပဲကျောင်းသားတွေနဲ့ကျွန်တော်တို့ group တခုရှိတယ်ကျောင်းသားတွေလည်းကျွန်တော်အများကြီးလာမေးကြတယ်အဲ့ဒါကလည်းကျွန်တော်ခုနပြောရလို့မျိုးတစ်လလောက်ပဲလို့ရှိမှာပေါ့နော်တစ်လပြီးသွားပြီဆိုရင်သူတို့ကအားလုံးအသားကျသွားပြီဆိုရင်အားလုံးအဆင်ပြေသွားပြီချွတ်မှုဖြစ်သွားရင်လာအောင်မမေးကြတော့အခုဆိုရင်အရင်မမေးကြတော့ဘူးပေါ့နော်အားလုံးအဆင်ပြေနေကြပြီသူတို့ထပ်လို့ခြင်းတဲ့ဟာလေးရှိမှပဲကျွန်တော်တို့လာပြောတာပေါ့အဲ့ကြိုင်ကျွန်တော်တို့ကထပ်ထည့်ပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့ support ပေးရဲ့ပုံစံလေးပါနောက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးဒီဟာလေးကတော့ကျွန်တော်တို့ကို basically teacher တို့အကြောင်းရဲ့ IT team တခုလို့ကျွန်တော်တို့သတ်မှတ်လိုက်လို့ရတယ် teacher တို့ဘယ်လိုမျိုး features တွေလိုချင်လဲဘာတွေလိုချင်လဲကျွန်တော်တို့အများနဲ့ပြောနေလို့ရတယ်ဒီဘက်မှာလည်းကျွန်တော်တို့နှစ်ယောက်လောက teacher တို့နဲ့ group တွေရှိနေမှာဆိုတော့ teacher တို့ idea တခုရရင်ကျွန်တော်ချက်ချင်းလာပြောလိုက်ရုံပဲကျွန်တော်တို့ဒါကိုဘယ်လိုမျိုးလုပ်လို့ရမလဲကောင်းတယ်စဉ်းစားပြီးတော့အဆင်ပြေဆိုရင် teacher တို့ကျွန်တော်တို့ထည့်ပေးလိုက်မှာပေါ့ဆိုတော့အဲ့ရှိပါမယ် okay ဒါကတော့ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ schedule user တွေဘာတွေသုံးနေကြလဲပေါ့နော်ဒီမှာကျွန်တော်တို့ပထမဆုံးသုံးတာကသူတို့အဓိကသုံးကြတာကျောင်းသားတွေကိုလစာကောက်တဲ့အချိန်ပေါ့နော်ကျောင်းသားတွေကျောင်းလကတွေကောက်တယ်တစ်လတစ်ခါကောက်ရတယ်ပြီးရင်တချို့ကျောင်းသားတွေက course တစ်ခုလည်းရှိအောင် course 3-4ခုလောက်ရှိရဲအဲ့လိုမျိုးလစာကောက်ရတဲ့အချိန်မှာသူတို့အရင်တော့လောက်ကြတဲ့ပုံစံကတော့screenshot လေးပတ်စံလွှဲရတယ်ပေါ့နော်အမောင်ပတ်စံလွှဲပြီးရင်ကျွန်တော် screenshot ကိုတက်ဆိုင်ဆရာဆရာမပဲဖြစ်ဖြစ် admin ပဲဖြစ်ဖြစ်သူတို့က messenger တို့ telegram တို့တွေ screenshot သားပို့တယ်admin team ကလူတွေကအဲ့ screenshot တွေကို download ချပြီးတော့ဘယ်ကျောင်းသားပေးပြီးွားမပေးပြီးွားကိုဘန်နဲ့တိုက်စီရတယ်လုပ်တယ်ဒါတွေကိုသူတို့အရင်တော့လုပ်ခဲ့ကြတာပေါ့နော်အဲ့ process တွေကလည်းကျောင်းသားများရင်များသလိုတော်တော်လေးဘယ်လိုပြောရမလဲလှုပ်ရှုပ်ပြီးတော့အချိန်ကုန်တဲ့ process တွေပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်ပေးတာလဲဆိုရင်နောက်ဘယ်လိုမျိုးလုပ်တာလဲဆိုတော့ကျွန်တော်နောက်ပြီးကြံပြပေးမယ်နောက်တစ်ခုကကြတော့ teacher ရဲ့ payroll တွေကျွန်တော်တို့လာတိုင်း calculate လုပ်ရတဲ့ဟာအဲ့ဆိုရင်ကျွန်တော်တို့ schedule မှာဘယ်လိုမျိုးလုပ်ပေးတာလဲဆိုတော့လာစာပေးကနေကြရင် IT share ရဲ့ profile ဝင်ကြည့်လိုက်တာနဲ့သူဒီလဘယ်လောက်ပေးရမလဲသူဒီလဘယ်နှစ်နာရီတင်တာလဲအကုန်လုံးချက်ချင်း auto calculate လုပ်ပေးထားတာပေါ့နောက်ပြီးရင်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ LMS features တွေ LMS features တွေမှာဘယ်လိုပြောရမလဲ scheduling ကျွန်တော်တို့ course schedule လုပ်မယ်ဆရာဆရာမတွေကို assign လုပ်မယ်ကျောင်းသားတွေကို assign လုပ်မယ်ဒါတွေအကုန်လုံးပါနေပြီနောက်ပြီးရင်ကျောင်းသူတွေနဲ့ဆရာဆရာမတွေမှာလည်း personal calendars တွေရှိရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူတို့ဘယ်အချိန်မှာဘယ်တန်းတင်ရမလဲဒီနေ့မှာဘယ်တန်းနေရှိလဲသူတို့ကိုဝင်ပြီးတော့ဖုန်းနဲ့ပဲဖြစ်ဖြစ် laptop နဲ့ပဲဖြစ်ဝင်ပြီးတော့အချိန်စီကိုအများနဲ့ကြည့်နေလို့ရပြီနောက်ပြီးကျွန်တော်တို့ဆရာဆရာမတွေကကျောင်းသားတွေရဲ့ attendance တွေကောက်တယ်အဲ့ဆိုရင်လည်းကျွန်တော်တို့ software မှာပဲလုပ်လိုက်လို့ရပြီအကုန်လုံးနောက်ပြီးဆရာဆရာမအချင်းချင်းဘယ်attendance မှာ2ယောက်တင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်နေကိုမှတ်ထားချင်တာပဲဖြစ်ဖြစ် notes တွေမှတ်ထားလို့ရတယ်ဘယ်နေ့မှာဘာတွေတင်ပြီးွားပြီး notes တွေမှတ်ထားလို့ရတယ်ပေါ့နော်အခု LMS features တွေကတော့အခုလက်ရှိကတော့ကျွန်တော်တို့ set ထည့်ပေးနေတော့မယ်အကြောင်းရဲ့ request တွေပုံမူတည်ပြီးတော့တချို့ကအကြောင်းတွေကသူတို့ idea လေးလာပြောရင်ကျွန်တော်တို့idea တွေကို solution စဉ်းစားပြီး features အသစ်တွေထည့်ပေးနေရပါအများနဲ့အဲကြောင့်မလို့ကျွန်တော်ဒီမှာ manual လို့ရေးတာပါအဲ့ဆိုအခုကျွန်တော် ID အခုခုနပြောခဲ့တဲ့ features လေးတွေကိုကျွန်တော် demo လေးပြပေးမယ်အဲ့ဆိုဒီမှာကျွန်တော်တို့ဘယ်လိုမျိုး software မှာဘယ်လိုမျိုးရှိမှလဲဆိုတော့teacher တို့အသေးစိတ်တွေ့ရမှာပေါ့နော်အဲ့ဆို teacher လေးကြည့်ပေးပါနောက်တစ်ခုကကြတော့ဒါပထမဆုံးတစ်ခုကကျွန်တော်တို့ကျောင်းသားတွေပတ်စံကောက်တဲ့အချိန်မှာဘယ်လိုမျိုး process ရှိလဲဆိုတော့ကျွန်တော်တို့ schedules မှာအဆင့်3ဆင့်ရှိရပေါ့နော်အရင်ဆုံးကျွန်တော်တို့ schedules ကကျွန်တော်တို့ဒီမှာ data ရှိနေပြီကျောင်းသားဘယ်ကျောင်းသားကဘယ် course တွေတင်နေတယ်ဥပမာ IGCSE math တင်တယ် IGCSE science တင်တယ်ဒီမှာ course 2ခု3ခုရှိရ okay အဲ့ course တွေကအမောက်နေဘယ်လောက်လဲ teacher တို့ကထည့်ထားလို့ရတယ်အဲ့ဒါတွေပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီ course ရဲ့လာတိုင်း teacher တို့ဘယ်လိုမျိုးပတ်စံကောက်လဲပုံမူတည်ပြီးတော့ကျွန်တော်တို့လုပ်ပေးရပေါ့နော်ဥပမာကျောင်းကတော့ကျွန်တော်တို့ဒီလာတိုင်းကောက်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကတစ်လတစ်ခါ invoice တွေ auto ထုတ်ပေးတယ် invoice တွေ auto ထုတ်ပေးပြီးွားရင်ကျောင်းသားတွေဘက်မှာ screenshot လေးအဲ့
သူတို့တက်ရမယ်သူတို့ cost ရှိမယ်အဲ့ cost အမောက်ရှိမယ်အဲ့ဒါလေးတွေကိုကျွန်တော် screenshot တင်ဖို့တနေရာလေးပေါ်လာမှာပေါ့အဲ့ကြကျောင်းသားတွေက screenshot တင်လိုက်မယ်ဒီအဲ့ screenshot data တွေကိုကျွန်တော်တို့ကအခု Sketchers မှာဘယ်လိုမျိုး implement လုပ်ပေးတာလဲဆိုတော့screenshot data တွေကိုတစ်ခုချင်းစီ like ကူးထည့်ကြမလို့တော့ကျွန်တော်တို့ AI နဲ့ဒီ screenshot transaction ID ပြီး screenshot amount နောက်ပြီးတခြား information တွေ date တွေပါအဲ့ဒါအကုန်လုံးကို AI နဲ့extract လုပ်လိုက်တယ်ပေါ့နော် extract လုပ်ပြီးတော့ကျွန်တော်တို့ Sketchers မှာ auto တစ်ခါတည်းထည့်ပေးတာအဲ့တော့ဒီ share တို့ပြန်ပြီးထည့်ရတဲ့အဆင့်မရှိတော့ဘူးဒီ share တို့အနေနဲ့ဘာပဲလုပ်အောင်လဲဆိုတော့ K-page ဆိုလဲ K-page screenshot လေးကိုသူတင်တဲ့ screenshot လေးကိုကြည့်ပြီးတော့ဘန်ထဲမှာတကယ်ဝင်လားမဝင်လားပြန်စစ်ပြီးတော့ verify ဆိုတဲ့ status ကိုပြန်ပြောင်းပေးလိုက်ရုံပဲဒါပဲပြီးသွားပြီနောက်ပိုင်းအကယ်၍ဖြည်းဖြည်းချင်းစီများလာရဆိုရင်လည်းကျွန်တော်တို့အားလုံးကျောင်းသားအယောက်100ရောက်နေရလောက်ဖြစ်သွားပြီဆိုစစ်ရတာအရင်ခက်သွားပြီအဲ့ချိန်ကျရင်လည်းကျွန်တော်တို့စစ်ရတာလွယ်အောင်ကျွန်တော်တို့ K-page ကနေပြီးတော့Excel ယူလိုက်ပြီးတော့ Excel ကို upload လုပ်လိုက်ပြီးတော့ verify auto လုပ်ပေးရတဲ့ဟာလည်းကျွန်တော်ထည့်ပေးထားတယ်ဆိုတော့ကျွန်တော် video လေးနဲ့ပြလိုက်ရင်ပိုရှင်းသွားမယ်ထင်တယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့လုပ်ပေးတဲ့ပုံစံဥပမာဆိုရင်ဒီချက်တို့ video လေးကိုမြင်ရလားမသိဘူးကျွန်တော် zoom လေးတော့ချက်ပေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ GED training ဆိုတဲ့ course ရှိရဆိုပါစို့ GED training မှာကျွန်တော်တို့ကျောင်းသား4ယောက်ရှိတယ်ဒီ4ယောက်တော့ကျွန်တော်တို့ကလာကုန်ကန်ဒီတိုင်းမှာသူတို့ပတ်စံပေးရတော့မယ့်အချိန်ရောက်ပြီဆိုရင်ဒီချက်တို့အနေနဲ့သူတို့ပတ်စံပေးအချိန်ပေးရမှာလဲပြီးရင်ပတ်စံဘယ်လောက်နောက်ကျခွင့်ပေးခွင့်ရှိလဲအဲ့ဒါတွေအကုန်လုံးတတ်မှတ်ထားလို့ရတယ်ပြီးရင်ကျွန်တော်တို့ကလာကပေးကန်နေကြရင်လဲ reminder email တွေထပ်ပို့ပေးသေးတယ်ဒါတရားလေးတွေလည်းပါတယ်ပေါ့နော်ဒီမှာဆိုတော့ဒါ GED training မှာရှိတဲ့ကျောင်းသား4ယောက်ကိုကျွန်တော် Sketchers က auto invoice တွေ generate ထုတ်ပေးလိုက်တယ်ဒီမှာဆို pan နေပေးမယ် pan နေပေးမယ် pan နေပေးမယ်ဆိုပြီးဖြစ်နေပြီဒါသူတို့ပေးရမယ်ဆိုရဲ invoice ပေါ့နော်အဲ့မှာကျောင်းသားတွေက screenshot တင်ဖို့ဆိုရင်သူတို့ account နဲ့ Sketchers ကိုဝင်လိုက်ပြီးတော့ဒီမှာသူတို့ဒီမှာဒီလိုလေးမြင်နေရမှာပေါ့နော်အဲ့မှာကျွန်တော် GED training ဆို course ကိုရွှေ့လိုက်ပြီးတော့သူတို့ payment screenshot လေးတင်ပေးလိုက်ရုံပဲအဲ့ဒီမှာဆို36000 payment လုပ်ပေးလိုက်ဒါကျောင်းသားတွေလောက်ရမယ်လောက်ကဒါပဲပြီးသွားပြီအကျောင်းသားတွေက screenshot တင်ပေးလိုက်တာနဲ့ကျွန်တော်တို့စီမှာအခုဒီ video ဆိုရင်အဲ့ screenshot data တွေကိုကျွန်တော်တို့ကထည့်ထားပြီးတော့ payment screenshot လည်းဒီမှာပြန်ပြီးကြည့်လို့ရတယ်ကြည့်လို့ရတယ်ဆိုတော့ဒီမှာကြည့်ပြီးတော့ panel ကိုသွားကြည့်လိုက်မယ်ဒီကတကယ်ဝင်သွားလားမဝင်သွားလားဝင်သွားရဆိုရင် verify status တွေပြန်ပြောင်းပေးလိုက်ရုံပဲဒါတော်တော်လေးအဆင်ပြေသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါကတော့တယောက်ချင်းစီပြစစ်ချင်တာပေါ့နော်တယောက်ချင်းကျောင်းသားတယောက်ချင်းစီရဲ့ payment တွေတစ်ခုချင်းစီစစ်ချင်တယ်ဆိုရင်ဒီလိုစစ်လို့ရတယ်ဒါတော့ကျောင်းသားနည်းတဲ့အချိန်မှာအဆင်ပြေတယ်အကျောင်းသားအယောက်100 200လောက်ရှိသွားပြီဆိုကျွန်တော်တို့တစ်ခုချင်းစီလိုက်စစ်ရမယ်ဆိုရင်အရန်ခက်သွားပြီအချိန်ကုန်တော့မှာပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဘယ်လိုမျိုးစီစဉ်ပေးရလဲဆိုတော့ဒီမှာဘယ်လိုမျိုးစီစဉ်ပေးရလဲဆိုတော့ကျွန်တော် K-page ကနေခုနကကျွန်တော်ပြောလိုက်တဲ့ Excel ယူလို့ရတယ်ဆိုတာဆိုတော့ကျွန်တော်တို့အခု figure out ဖြစ်ထားတဲ့နည်းလမ်းလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော် K-page application ကလာတိုင်းသူ3လအများဆုံးယူလို့ရတယ်အဲ့3လအတွင်းမှာ transaction အဝင်အထွက်တွေဘာတွေရှိလဲ Excel သူတို့ကို request လုပ်လို့ရတယ်အဲ့ကြိုင်သူတို့ email ကနေပြီး Excel လေးပို့ပေးတယ်အဲ့ Excel လေးကဘယ်လိုမျိုးလဲဆိုတော့ဒီမျိုးလေးဖြစ်မယ်ပေါ့နော်ဒါ sample Excel လေးအဲ့ဆိုတော့ဒီ Excel ကိုကျွန်တော်တို့ကဒီကနေ data ရလာပြီဆို transaction ID ရပါလာတယ် description တွေရှိရင် description ပါလာမယ်နောက်ပြီး amount တွေပါလာမယ်ဒီ Excel ကိုကျွန်တော်တို့ Sketchers မှာ upload လုပ်ပေးလိုက်ရုံပဲဒီ video လေးမှာကျွန်တော်ပြလာပြီပေါ့နော်ဒီမှာဆိုကျွန်တော်တို့ upload verification file ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်အဲ့ Excel ကို upload တင်ဖို့နေရာပေါ်လာလိမ့်မယ်အဲ့မှာကျွန်တော်တို့ခုနက Excel ကို download ချပြီးတော့ဒီမှာတင်ပေးလိုက်ဒီမှာ transaction ID တွေပါလာပြီးတော့အဲ့ကြိုင်ကျွန်တော်တို့ခုနက Sketchers က invoice တွေအကုန်လုံးက transaction ID တွေအားလုံးမှန်တယ် amount တွေလည်းမှန်တယ်ဆိုရင် auto verify ဆိုပြီးပြပေးတယ်နောက်ပိုင်းထက်နေရလားထက်နေရဆိုရင် duplicate ဆိုပြီးကျွန်တော်တို့ပြပေးတယ်အဲ့ဆိုဒီ share အနေနဲ့ကျောင်းသားအယောက်100 200 1000လောက်ဖြစ်သွားပြီဆိုရင်တော့မှ transaction တွေက KPI တွေက Excel တွေကိုအဲ့လိုမျိုး upload လုပ်ပေးလိုက်မှဆိုတခုချင်းစီ license ရမလို့ပဲကျွန်တော်တို့ transaction ID တွေတခုချင်းစီစစ်ပေးလိုက်ပြီးတော့ဒါတွေအကုန်လုံး status တွေက verify ဆိုပြီးပြောင်းသွားမှာပေါ့နော်အဲ့ဆိုရင်တခုချင်းစီ license အရင်အချိန်ကုန်တာတက်တာပါဒီ features ကိုဆိုကျွန်တော်တို့အခုအကြောင်းတွေကိုပြရတဲ့အချိန်မှာတို့တော်တော်လေးအဆင်ပြေသွားကြရပါတော့ဘာလို့ဆို screenshot တွေလိုက်ပြီး download ချရတဲ့ကိစ္စတွေကလာတိုင်းဖြစ်နေတဲ့ကိစ္စတွေနောက်ပြီးတော့ gallery ထဲမှာလည်း screenshot ပုံအများကြီးအဲ့လိုမျိုးပုံတွေအများကြီးဖြစ်နေပြီပေါ့နော်အဲ့ပြဿနာတွေတို့အားလုံးရှင်းသွားကြတယ်အခုဆိုရင်ဒါကတော့ကျွန်တော်ကျောင်းသားတွေ payment ကောက်တဲ့ပုံစံလေးပါဒါလေးကိုရှင်းကြလားမသိဘူးအဆင်ပြေကြလားမသိဘူးခင်ဗျကျွန်တော်မေးချင်တာရှိရင်လည်းမေးလို့ရပါတယ်နောက်မှမေးချင်တယ်ဆိုလည်းရတယ်ကျွန်တော်နောက်တစ်ခုဆက်ပြောလိုက်မယ်ကိစ္စမရှိဘူးအဲ့ဒါကျွန်တော်တို့နောက်တစ်ခုဆက်သွားလိုက်မယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ teacher payroll calculate လုပ်တဲ့ဟာဒီမှာဆိုရင်ကျွန်တော်တို့ teacher payroll calculation အခု teacher တို့အနေနဲ့ဘယ်လိုမျိုးမှတ်အခု loss ဘယ်လိုမျိုးမှတ်ချက်လဲတော့ကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်အသေးစိတ်ပြန်ရှင်းပြလို့ရတယ်ပြီးမှကျွန်တော်တို့စီမှာတော့အခု schedule ကိုသုံးမယ်ဆိုရင်တော့ teacher တွေက check check out လုပ်ပေးရမယ်အဲ့ check check out လုပ်တဲ့
အချိန်မှာကျွန်တော်တို့ဘယ်ချိန်ကနေ check ဘယ်ချိန် check in လုပ်ပြီးဘယ်ချိန် check out လုပ်ရတယ်စဘယ်ချိန်ကနေဘယ်ချိန်တင်သွားရဆိုတော့ကျွန်တော်တို့သိရပြီအဲ့ data ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ schedules ကဒီ teacher ကို hourly rate နဲ့ပေးရလား salary ပေးရလားဒါ teacher တို့ဘယ်လိုမျိုးလုပ်လဲကျွန်တော်အသေးစိတ်ပြန်ပြောပြလို့ရတယ်ကျွန်တော်တို့ teacher နဲ့အဆင်ပြေအောင်ပြန်ပြင်ပေးမှာအဲ့ဆိုတခုခုရွှေ့လိုက်ပေါ့နော်အခုပုံ exam scenario ရလို့ဆိုကျွန်တော် hourly rate နဲ့ teacher တွေဆိုရင် hourly rate ဘယ်လောက်လဲထည့်ထားလိုက်ဥပမာ1000လား okay 1000ဆိုရင်ကျွန်တော်တို့သူပထနာကြီးတင်ထားလဲသူက check in check out လုပ်နေမှာဆိုတော့သူတစ်လမှာပထနာကြီးတင်ပြီးသွားပြီးတော့ကျွန်တော်သိရပြီအဲ့ဒါနဲ့ကျွန်တော် hourly rate နဲ့မြှောက်လိုက်ပြီးတော့သူ့ကိုကျွန်တော် teacher တို့ကလာစာပေးကန်ဒီတိုင်းအဲ့ page လေးကိုတွားပြီးတော့ဒီ teacher ကပထနာကြီးတင်ထားတယ်သူ့ကိုဘယ်လောက်ပေးရမလဲတွားကြည့်လိုက်အောင်မယ်အဲ့ဆိုဒီမှာဆိုရင်ဒါ video လေးနဲ့ကျွန်တော်ပြပေးထားတယ်ဒါဆိုဒါ teacher check in check out လုပ်ရတဲ့ပုံစံလေးပေါ့နော်ဒီလိုမျိုးအကြောင်းသားတွေကိုစာတင်နေတဲ့ screenshot လေးတင်ပေးလိုက်လို့လည်းရတယ်ဒါ teacher ဘယ်လိုမျိုး policy ရှိလဲမသိဘူး teacher ချက်တူလုပ်လို့ရတယ်ဒါဆိုဒါ evidence လေးဖြစ်အောင်ကျွန်တော်တင်ဖို့နေရာလေးထည့်ပေးတာပေါ့နော် screenshot လေးတင်လိုက်ပြီး check in close လေးနှိပ်လိုက်ဒါဆို check in လာပြီးသွားပြီအဲတို့စာတင်ပြီးသွားပြီဆိုရင်အဲ့ဒီနေရာကိုပဲပြန်သွားပြီးတော့ check out လုပ်ပေးလိုက်ရုံပဲဒါ teacher တွေလုပ်ရမယ်လုပ်တာပဲပေါ့နော်ပြီးသွားပြီအဲ့လိုမျိုးလုပ်ပေးလိုက်ရင်လည်းကျွန်တော်တို့ admin တွေကဒီမှာတယောက်ချင်းစီကျွန်တော်တို့ခုနက teacher ဆိုရင်ဒါကျွန်တော်ဒီ teacher ကဘယ်ရက်မှာဘယ်အတန်းကိုဘယ်နှစ်နာရီတင်သွားတယ်အားလုံးအသေးစိတ်ကြည့်လို့ရနိုင်မယ်နောက်ပြီးသူ့ရဲ့ pay rate ဘယ်လောက်လဲကျွန်တော် auto တွက်ပေးပြီးသွားပြီအဲ့တော့ teacher ကလာစာပေးကန်နေတိုင်းဒီ page ကိုလာလိုက်ဘယ် teacher ဘယ်လောက်ပေးရမလဲတယောက်ချင်းစီ filter လုပ်ပြီးတော့okay ဒီ teacher တော့ဒီချိန်နေတင်သွားတယ်ဒါတွေကတေချာတကယ်တင်သွားလားလဲတွားကြည့်လို့ရတယ်ဘာဖြစ်လို့ဆိုကျွန်တော် screenshot တွေတို့တင်ခိုင်းတာမဟုတ် evidence တွေရှိနေပြီအဲ့ဆို teacher တို့ကြိုက်တဲ့နေရာတွေစစ်လို့ရတယ်ပေါ့နော်အဲ့လိုစစ်ပြီးသွားရင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီလားဘယ်လောက်ရမလဲ auto တွက်ပေးတာတယ်အဲ့ဆို teacher တို့အနေနဲ့ဘာမှတော့လောက်ကြမလို့တော့ဒီလိုလာရှိပြီးတော့သူ့ဘယ်လောက်ပေးရမှာလဲလွှဲလိုက်ရမှာပြီးသွားပြီဒီဟာလေးကတော့ teacher payroll calculate လုပ်တဲ့ feature စိတ်ပါခင်ဗျဒီမှာမှ teacher တို့ဒီမှာလည်းဒါမျိုးတောင်းချင်တယ်ဒါပေမဲ့ teacher တို့တခြားကောက်တဲ့ပုံစံမျိုးရှိဥပမာ salary နဲ့ကောက်တယ်တချို့ကကျတော့ commission base နဲ့ကောက်တယ်ကြိုက်တဲ့ပုံစံနဲ့ကောက်လို့ရတယ်ကျွန်တော်တို့ teacher တို့နဲ့အစိပ်ပြောင်းပြန်ပြင်ပေးမယ်နောက်တစ်ခုကကျတော့ဒါ LMS features တွေပါ LMS feature ပါဆိုရင်ဒါကတော့ cost scheduling ကျွန်တော်တို့ဒီမှာရှိရယ် cost scheduling မှာဆို cost schedule လောက်တာနဲ့ဘယ်အတန်းဘယ် teacher တွေတင်မယ်ဘယ်ကျောင်းသားတွေရှိမယ်ဒါမျိုးအကုန်လုံးကြည့်လို့ရနေပြီဘယ် teacher တွေကျောင်းသားတွေမှာလည်းဝင်ကြည့်ရချင်ကြတယ်သူတို့ရဲ့ personal calendar လေးတွေဒီလိုမျိုးမြင်နေရမယ်အချိန်ကြိုက်လို့ကြည့်လို့ရတယ်ပေါ့နော် view နောက်တစ်ခုကကြတော့ကျွန်တော်ကျောင်းသားတွေ attendance ကောက်မယ်attendance ကောက်မယ်ဆိုလည်းကျွန်တော်တို့ course တွေဝင်ပြီးတော့ဘယ်ကျောင်းသား present ဖြစ်လား absent ဖြစ်လားအကုန်လုံးလာရဲဆိုလဲ mark all as present ကိုနှိပ်လိုက်လို့ရတယ်ပြီးရင် save လုပ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကပြန်ထွက်လိုက်မယ်ဆိုရင်ဒီမှာ data တွေကိုဘယ်ကျောင်းသားက attendance percentage ဘယ်လောက်ရှိပြီဘယ်နေ့လာပြီဘယ်နေ့ပြတ်တယ်ဘယ်နေ့နောက်ကျတယ်အကုန်လုံးကျွန်တော်တို့တွက်ပေးထားတယ်ဒီမှာဒါကြတော့ကျွန်တော် daily note sharing ပေါ့နော်ကျွန်တော်ခုနပြောတာကျွန်တော်ဒီမှာအားလုံးပြီးသွားပြီဆိုရင် semester 2ယောက်တင်တဲ့အတန်းဆိုရင်လည်းတရားနဲ့တရား catch up ဖြစ်အောင်ဒီမှာ notes တွေမှတ်သွားလို့ရတယ်ကိုယ့်ကိုမှတ်ချင်တာဆိုလည်း notes တွေမှတ်သွားလို့ရတယ်ကြိုက်လို့တောင်းလို့ရတယ်ပေါ့နော်အဆင်ပြေအောင်ဒါတော့ LMS features တွေပါဒါကတော့ mobile application လေးပေါ့ mobile application မှာဆိုကျွန်တော်တို့အရှိရ teachers တွေလောက်ရတဲ့ check out တွေနောက်ပြီးကျောင်းသားတွေ screenshot တင်တဲ့ကိစ္စတွေဒါတွေအကုန်လုံးကိုလုပ်လို့ရမယ်ဒါပေမဲ့ mobile application နဲ့ဖြစ်သွားမှာပေါ့အရှိရ website အရှိရဟာကျတော့ website ဆိုတော့ဆရာဆရာမတွေကျောင်းသားကျောင်းသူတွေအနေနဲ့တချို့မလုပ်တတ်တဲ့သူတွေရှိတယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်တို့အသုံးနေအကြောင်းတွေကတော့website နဲ့ပဲတုံးနေကြတယ်သူတို့ကတော့အဆင်ပြေကြတယ်ပေါ့နော်ဒါပေမဲ့ teacher တွေအနေနဲ့ mobile application နဲ့သူတို့ကိုဝေစေချင်တာဆိုရင်လည်း mobile application ကျွန်တော်တို့ကလုပ်ပေးထားတယ်ဒီဟာလေးကိုပြောပြပေးတာပါခင်ဗျmobile application မှာကျွန်တော် assignment တွေတင်လို့ရမယ်calendar တွေသွားကြည့်လို့ရမယ်အကုန်လုံးလုပ်လို့ရတယ်မှာပေါ့နော်အရှိရ website မှာလုပ်လို့ရတဲ့ဟာတွေအကုန်လုံးဒါတော့ mobile app လေးပါအဲ့ဆိုကျွန်တော်တို့အခုအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်မေးချင်တာရှိများရှိလားမသိဘူးမရှိဘူးဆိုရင်ကျွန်တော်ဈေးနှုန်းလေးကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ခင်ဗျโอเคဒီနေ့ session အကုန်လုံးပြီးမှကြော်ရအောင်လေဆက်သွားလိုက် yes အဲ့ဆိုကျွန်တော်တို့ Messenger မှာလည်းလာမေးထားရဆိုကျွန်တော်တို့ပြန်တော့ဖြည့်ပြပါပဲเนาะဒါကတော့ schedule surprise လေးပါကျွန်တော်တို့ကောက်တဲ့ပုံစံကတော့ရှင်းလေးပဲuser account တစ်ခုရှိရပါကျွန်တော် schedule မှာ user account တွေလောက်ဖွင့်မှာ admin ရှိမယ်ကျောင်းသားတွေရှိမယ်ဆရာဆရာမတွေရှိမယ်အဲ့ user account တွေအကုန်လုံးမှာတစ်ကောက်ကိုကျွန်တော်တို့တစ်လကိုမြန်မာငွေ1500ကျပ်ကောက်တယ်ဒါကတော့ကျွန်တော်တို့user 200ရှိပါဆိုတစ်လကို3သိန်းပေါ့ teacher တို့ဒီလိုမျိုးတွက်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ active user account လို့ဒီမှာပြောထားတဲ့အတိုင်းဥပမာဆိုရင်တချို့ကျောင်းသားတွေကလက်ဝက်လောက်မဝေလာတဲ့ကျောင်းသားတွေရှိတယ်အဲ့ဆိုရင်လက်ကုန်တဲ့အချိန်မှာကျွန်တော်ပတ်ဆက်ကောက်တဲ့အချိန် तू ကလက်အပြည့်သုံးတာမှမဟုတ်ဘူးလေ तू ကလက်ဝက်ပဲသုံးတာအဲ့ဆိုသူ့ကိုကျွန်တော်တို့1500ကောက်လို့မရဘူးအဲ့ဆို तू ကလက်ဝက်ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုကြတော့950ပဲကောက်မှာပေါ့ဒီလိုမျိုးကျွန်တော်တို့အတိုး short လေးလည်း share တို့အဆင်ပြေအောင်လုပ်ထားပေးတယ်ဒါလေးကိုပြောရပါကျွန်တော်တို့လက်တွေကျတော့လက်ကုန်တဲ့ချိန်ကျရင်ကျွန်တော်တို့ user account တစ်ခုချင်းစီပဲချိန်ကနေပဲချိန်ထိတုံးရတယ်အသေးစိတ် invoice ပို့ပေးမှာပေါ့နော်အဲ့ဒါလေးကတော့နောက်ပြီးတော့ကျွန်တော်တို့ဒီ price အတွက်ဆိုတော့ user အနည်းဆုံး200တော့ရှိဖို့လိုတယ်ခင်ဗျ200အောက်ဆိုရင်လည်းသူတို့သုံးလို့ရတယ်ဒါပေမဲ့လက်တင်ကြီးကတော့ပုံသေးတစ်လကို2,500,000ကျပ်ဖြစ်မှာပေါ့နော်
အဲ့ဒါကိုမှကျွန်တော်တို့ user တွေကကျွန်တော်တို့လုံနေနေအကြောင်းတွေကကျောင်းကလည်းကျောင်းသားတွေများလာတယ် user များလာတယ်200ကျော်သွားပြီဆိုရင်ကျွန်တော်တို့အပေါ်ကပုံမှန်ဈေးတိုင်းပြန်ပြီးသုံးလို့ရတယ်အဲ့ရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ share က mobile application ပါထပ်သုံးချင်တာဆိုရင်တော့ mobile application ကတော့တစ်လကိုမြန်မာငွေ3သိန်းကျပ်ဖြစ်ပါတယ်မြန်မာငွေ3သိန်းကျပ်ဆိုပေမဲ့ကျွန်တော်တို့တစ်နှစ်လုံးစာချုပ်ယူရမယ်ဆိုကျွန်တော်တို့ discount တွေကျွန်တော်တို့ညှိပေးလို့ရတယ်အားလုံးအဆင်ပြေအောင်လုပ်ပေးလို့ရပါတယ်ခင်ဗျနောက်ပြီး user 1000နဲ့အထက်ရှိရဆိုရင်တော့ကျွန်တော်တို့ last stage မှာ discount တွေစပြီးတော့ရမှာဖြစ်ပါတယ်ခင်ဗျဆိုတော့အခုလိုမျိုးနားထောင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ကိုမေးချင်တာရှိရင်အခုစမေးလို့ရပါပြီခင်ဗျဒီ share တို့ပြောချင်တာအကုန်ပြောလို့ရတယ်ကျွန်တော်တို့အားလုံးဖြည့်ပေးပြီပေါ့နော်ဒါမှကျွန်တော်တငယ်ချင်းနဲ့ရှိရဆိုတော့ဟုတ်ကဲ့မင်္ဂလာပါဟိုလေအမကနည်းနည်းလေးနောက်ကျမှတော့ရောက်လာတာပေါ့နော်ဟိုအမသိချင်တာကဟိုလေ data security ပါအမတို့ user တွေရောအကြောင်းကဒါပါတော့ဆရာမတွေဝန်ထမ်းတွေရဲ့ data security ဘိုင်းကြတော့မောင်လေးတို့အနေနဲ့ဘယ်လိုလုပ်ပေးလဲမသိဘူးဟုတ်ကဲ့ကျွန်တော်ပြပြတယ်နော် data security ဘိုင်းကကျွန်တော်တို့တွေအဲဒီနောက်မှကျွန်တော်ရဲ့ privacy policy တွေကျွန်တော် prepare လုပ်ထားတဲ့ document တွေရှိတယ်ခင်ဗျအဲ့ဒါကိုကြိုင်ဒေတာကျွန်တော် share ပေးလို့ရတယ်ဘယ်လိုဆယ်အကြံပြုပြောပြရမယ်ဆိုရင်ကျွန်တော်တို့ဒီ database ကိုကျွန်တော်တို့ကနေ့တိုင်း like daily backup တွေရှိတယ်ကျွန်တော်တို့ဒီ industry standard encryption တွေနဲ့လည်းကျွန်တော်တို့ store လုပ်ထားတယ်ဟိုအားလုံး industry standard အတိုင်းကျွန်တော်တို့လိုက်ပြီးတော့ secure လုပ်ထားပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့အရှိမလည်းအကြောင်းနေ data security တို့ရဲ့ security တဲ့ NDA ပါကျွန်တော်တို့တို့အကြောင်းဘက်ကပြင်လာလည်းရှိရယ်တကယ်မရှိဘူးဆိုကျွန်တော်တို့ဘက်က NDA ပြင်ပြီးတော့လည်းကျွန်တော်လုပ်ပြီး NDA နဲ့ကျွန်တော်ထိုးတာပေါ့နော်ဟုတ်ကဲ့ပြီးတော့အဲ့ data တွေကတော့မောင်လေးတို့စီမှာပဲရှိနေမှာပေါ့နော် secure အဓိကတော့သူတို့ user တွေရဲ့ data တွေပေါ့နော် personal data ဘာညာတရကပေါ့နော်ဒါတွေမောင်လေးတို့စီမှာရှိပြီးအဲ့ဒါဟိုပေါ့မပေါက်ကြားတာတွေပါဖြစ်တာရောမရှိဘူးဟုတ်လားဟုတ်ကဲ့ခင်ဗျအဲ့ဒီတော့ကျွန်တော်တို့ full responsibility ရှိပါတယ်ခင်ဗျကျွန်တော် privacy policy မှာလည်းအဲ့ဒါအကုန်လုံးရေးပြပေးတာပါတယ်ခင်ဗျအဲ့ဒီအမှကျွန်တော်ကအရန် data ကိုအရန် sensitive ဖြစ်လို့ကိုယ့်ဘက်သူကိုယ့်ရဲ့ set ပေါ်မှာ store လုပ်ချင်တယ်ဆိုလဲအဲ့လိုမျိုး on premise server တွေတို့ကိုလည်းကျွန်တော်တို့စီစဉ်ပေးပါတယ်ခင်ဗျဘယ်လိုလဲကတော့ဟိုကျွန်တော်တို့စီမှာလည်း store ထားပါတယ်ဟုတ်ကဲ့ပါရှင်အကေးပေါ့နော်အမားတို့ကထားပါတော့ဒီဘက်မှာအကြောင်းသားတွေ user တွေရဲ့နာမည် information တွေဆိုလို့ရှိရင်မောင်လေးတို့ဘက်မှာရောအဲ့ဒီ information တွေက database တွေကအကုန်လုံးဝင်တာလားဒါမှမဟုတ်လို့ရှိရင်တော့အယူတွက်လောက်ပဲပေါ်တာလားဘယ်လိုမျိုးလဲမသိနော်ကျွန်တော်လည်းမကြားလို့ဟိုပေါ့နော်အမားတို့ဒီ user တွေရဲ့ information တွေအကုန်လုံးอ่ะပေါ့နော်မောင်လေးတို့စီမှာပေါ်လားပေါ့နော်ပေါ်လားဒါမှမဟုတ်လို့ရှိရင်မောင်လေးတို့ဘက်က user အရေးအတွက်ကိုပဲမြင်ရတာလားဘယ်လိုမျိုးဖြစ်မှာလဲမသိဘူးဟုတ်ကျွန်တော်တို့စီမှာတော့ဒီအကောင့်မရှိဘူးဆိုရင်ကျွန်တော်တို့ကတော့ဝင်ပြီးတော့ကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ like ဒါပေမဲ့ကျွန်တော်တို့ရဲ့ system အရာကတော့အဲ့ဒီ user account ကိုပဲကျွန်တော်တို့ကတော့လာတိုင်းဒီ user က active ဖြစ်လာကိုပဲစစ်ပါတယ်ခင်ဗျဟုတ်ကဲ့အမပြောချင်တာကျွန်တော်နားလည်ပြီကျွန်တော်တို့အခုလက်ရှိတုံးနေတဲ့အကြောင်းဆိုရင်သူကကျွန်တော်တို့အခုခုနပြောကျွန်တော်ကျောင်းသားတွေရောဆရာဆရာမတွေရောအကုန်လုံးကိုကျွန်တော်တို့အနီးက training လုပ်ပေးရဆိုတော့တခါလေကြာရင် admin တွေကလည်းမအားဘူး admin တွေကလည်း training လုပ်နေအောင်ဆိုတော့သူတို့လည်းမလုပ်တော့ဘူးကွာအဲ့ချိန်ကြာရင်တော့သူတို့ကကျွန်တော်ဘယ်လိုမျိုးလုပ်ခိုင်းတာဆိုတော့ခဏပေါ့နော်ခေတ္တ admin သူတို့ကလုပ်ခိုင်းတာအခုဆိုရင်ကျွန်တော်တစ်လလုံးကျွန်တော်ဒီမှာလည်း admin ကောင်းအဲ့အကြောင်းမှာရှိနေတယ်အဲ့ဆိုadmin တွေကလည်း training လုပ်တယ်လို့ပြန်မြန်ဆန်ပြင်ဖို့အဆင်မပြေဘူးဆိုရင်ကျွန်တော်ကိုလာပြောလိုက်လို့ရတယ်အဲ့ကြကျွန်တော်ဥပမာဆိုရင်သူတို့ course တွေ create လုပ်လို့မရနိုင်ဘူးပေါ့အဲ့ဘာဖြစ်လို့လဲပေါ့ okay ကျွန်တော် screenshot တွေလာဖို့ okay ကျွန်တော်သူတို့စီမှာဖြစ်နေပြဿနာကိုသိသွားပြီဒါပေမဲ့ကျွန်တော်ပြန်ပြအောင်မယ်ဆိုကျွန်တော်ဒီဘက်ကနေပြီးတော့ course ကိုမြန် create လုပ်ပေးလိုက်တယ်ပြီးရင်သူ assign လုပ်ပေးလိုက်သူဆက်သွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုး purpose တော့ကျွန်တော် account ကတော့အမားတို့ကျောင်းထဲမှာရှိနေမယ်အဲ့ဒါပြီးသွားလို့အားလုံးဆင်ပြေသွားပြီအမားတို့အားလုံး handle လုပ်ချင်တယ်ဆိုတော့ကျွန်တော်အကုန်လုံး handover လုပ်ပေးလိုက်လို့ရတယ်ကိစ္စမရှိဘူးအဲ့ချိန်ကျရင်တော့ကျွန်တော်တို့က server တွေပဲ manage လုပ်ပေးနေပါတော့ပေါ့နော်အဲ့ server မှာအမားတို့က on-premise လုပ်ချင်တာဆိုရင်လည်းကျွန်တော်စီစဉ်ပေးတယ်ဒါပေမဲ့အဲ့ဒါကြောင့်အရင်လှုပ်ရှုပ်တာပေါ့မှာဟိုလူပါအမားတို့ထပ်ခေါ်ရတဲ့ကိစ္စတွေပါရှိရောဟိုအမားတို့တော်တော်လေးလှုပ်ရှုပ်ပါမှာဟုတ်ကဲ့မောင်လေးဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အမနောက်ကျမှရောက်တာဆိုတော့ကျွန်တော်အရှိကပြောလိုက်တဲ့ဟာလေးတွေရောမှီလိုက်လားမသိဘူးဟိုဟာ recording လည်းလုပ်တာကျွန်တော်ပြီးသွားရင် email ကနေပို့ပေးမယ်ဟုတ်ကဲ့မပြင်ကြည့်လိုက်မယ်ဟိုလေအင်ပြန်လန်းမှာတစ်ချက်ဖြစ်နေတော့မ join လိုက်နိုင်ဘူးဖြစ်သွားတယ်ဟုတ်ကဲ့ပါဟုတ်ရပါတယ်မေးလို့ရပြီနော်ဟုတ်ကဲ့ဟာလေနားထောင်ကြည့်လိုက်တော့မဟိုအရင်ကိုဗစ်မတိုင်ခင်ပေါ့နော်အဲ့မှာတော့အကြောင်းမဟိုပါ private school ပေါ့နော် private high school ပါ
ဟုတ်ကဲ့ အဲ့မှာပေါ့နော်သူ school management ဆိုဟွာလေးနဲ့ပေါ့ဒီဟာလေးကို application လေးကိုမတို့ဝယ်ပြီးတော့တုံးလိုက်တာပေါ့နော်ဆိုတော့လေဟောအခုပြောတဲ့သဘောတဘာဝကြီးနဲ့အမသုံးကျင်တာနဲ့ကတော့မတူဘူးပေါ့နော်လို့ဆိုအမတို့အဲ့တုန်းကဘာတွေသုံးတာလဲဆိုတော့မတို့ဒီ financial နဲ့ပတ်သက်ပြီးတော့မသုံးဘူးပေါ့နော်ဟိုကလေးတွေနဲ့ပတ်သက်တာဟိုမိဘတွေနဲ့ကို communicate လုပ်ဖို့အတွက်ကိုသုံးတယ်ပေါ့နော်ဥပမာ announcement တွေလုပ်တာတို့သူရဲ့ attendance တွေနောက်ပြီးလို့ရှိရင်သူရဲ့အမှတ်တွေအဲ့လိုမျိုးတွေတုံးတာတွေရှိတော့လေအဲ့လိုမျိုးတွေပဲကိုကပြန်တုံးချင်တာပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ရောဟိုဒီမှာအဲ့လိုမျိုးလုပ်တဲ့ application mobile နဲ့ပဲတုံးတာများတယ်လေအမှားတော့ဟိုခလေးတွေပေါ့နော်ကို primary ပါတာပေါ့ KG to grade 12မတို့ကြောင့်မှရှိရတော့အဓိကတော့မိဘနဲ့ဟိုဖြစ်တာပေါ့နော်အဲ့တော့ဟိုမိဘရဲ့ဖုန်းတွေသူတို့လာပြီးတော့မှ team ကလာပြီးတော့မှအဲ့လိုမျိုး application တွေထည့်ပေးတယ်တုံးနည်းလေးသူတို့ပြပေးတယ်အကြောင်းက announcement တွေပွဲတွေဘယ်လိုရှိရပိတ်ရက်တွေဖွင့်ရက်တွေပေါ့နော်ကလေးရဲ့ဟိုဟာလေးဟိုသူ့ရဲ့ဟို tennis တွေအမှတ်တွေပါအဲ့လိုမျိုးလေးပြောလောက်တာရှိတော့လေအဲ့လိုတော့တိတ်တော့ဒီဟာနဲ့တော့တိတ်တော့မတူပေါ့နော်အဲ့ဒါကြောင့်ဘယ်လိုများဖြစ်နိုင်မလဲတကယ်လို့များမတို့ကသုံးချင်နေဆိုရင်ပေါ့နော်အဲ့ဒါလေးဟုတ်ကဲ့အရှိမပြောရကြကျွန်တော်ပထမဆုံးပြောခဲ့တဲ့နှစ်ခုကဒါ admin ဘိုင်းနဲ့အမပြောမှန်တယ် finance ဘိုင်းဖြစ်သွားတာပေါ့နော်ဒါ admin တွေတက်တီးတက်လုပ်ပေးရတဲ့ feature ဆိုမျိုးတော့ဖြစ်နေအမှန်တပြောရတယ်အဲ့ဆိုဒီမှာကျတော့နောက်ပိုင်းမှာကျတော့အရင်ဆုံးစခဲ့ရလဲအဲ့ feature တွေအရင်စခဲ့တာမဟုတ်ဘူးပေါ့ကျွန်တော် LMS feature အမအခုသုံးနေတဲ့ feature တွေပေါ့နော်ကျွန်တော် scheduling တွေရှိမယ်ကျောင်းသားမိဘတွေအထဲဝင်ပြီးတော့ကျွန်တော် announcement တွေစုပေးပွဲရှိရဆိုရင်ကိုဟုတ်တယ်တို့ကျောင်းသားကျောင်းသူတွေပါလာ mobile application ကနေကျွန်တော်ကြည့်လို့ရတယ်ကျွန်တော်အဲ့ရနေအရင်စတာအရှိရဒီ admin features နှစ်ခုကကျွန်တော်အရှိရအကြောင်းနေရ record ဆုပ်ထားတာတို့တို့ဒီကိစ္စတော်တော်လေး critical ဖြစ်နေရပေါ့အဲ့ကြောင့်ကျွန်တော်အမားတို့တော့အဆင်ပြေမလားဆိုပြီးကျွန်တော်အရင်ပြောပြပေးတာ LMS features တွေအကုန်လုံးကတော့အစတည်းကပါပြီးတာ mobile application နဲ့လည်းသုံးလို့ရမှာပေါ့နော်ဟုတ်အဲ့ဆိုရင်တော့စိတ်ဝင်စားပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အဲ့လိုမျိုးဆိုရင်တော့မတို့ဒီဟိုပါပေါ့နော်ခုပြောထားတဲ့ဈေးနှုန်းလေးတွေကလည်းတခြားသုံးချင်တဲ့ feature တွေရောရှိသေးတယ်လဲကျွန်တော်တို့ပြောပြလို့ရတယ်เนาะကိစ္စမရှိဘူးဆက်ထည့်ပေးပါကျွန်တော်တို့ဟုတ်အဲ့လိုပေါ့နော်ဈေးနှုန်းပါညာလဲမတို့ဟိုလက်လမ်းမီရဲ့ဟာမျိုးဆိုတော့တခြား discuss လုပ်လိုက်ရင်တော့တုံ့ပစ်ဖို့များပါတယ်အဲ့ဆိုတော့ပြီးမှပဲတည်တတ်မယ်လေဟုတ်ကဲ့ခင်ဗျအခုကတော့အကြောင်းကလည်း ကျွန်တော်ဒီမှာဖုန်းနံပါတ်လေးပို့ရပေးမယ်လေဟုတ်ကဲ့ academic year ကလည်းဒီနှစ်ကပြီးပြီဆိုတော့လေမတို့ဂျွန်မှပဲပြန်စမှာဆိုတော့ဟိုမတို့အပြင်အကြောင်းမဟုတ်တော့ဟုတ်အဲ့လိုဖြစ်တော့လေ2026ဂျွန်မှပဲစပြီးတော့မှဟိုသူတို့ကြောင်းအပ်ပြီဆိုရင်တုံးရမယ့်ဟာမျိုးဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့လေဟုတ်သဘောပေါက်ပြီဟုတ်ကဲ့အဲ့အတွက်လည်းကျွန်တော်တို့အခုကျောင်းတစ်ကျောင်းဆိုရင်တို့လည်းအဲ့လိုမျိုး summer ဒီဂျွန်လကျမှကျောင်းစာတင်နှစ်စတော့မှကျောင်းတွေပြန်ဖွင့်မှာပေါ့နော်ဒါပေမဲ့တို့ကတော့အခုတည်းကစတုံးနေကြပြီတို့ဆရာဆရာမတွေကိုစပြီး training လုပ်ပေးနေတယ်ကျောင်းသားမိဘတွေစာတင်တဲ့ချိန်ကျရင်ပို့ပြီး ready ဖြစ်သွားအောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုအကယ်အခုဒီထဲမှာလည်းတုံးချင်ကြရဆိုရင်ကျွန်တော်ဒီ group chat လေးထဲမှာကျွန်တော်ဖုန်းနံပါတ်လေးပို့ပေးရတယ်ဒီကကျွန်တော်ဒီမှာ Telegram နံပါတ်လည်းရှိတယ် Viber လည်းရှိတယ်ကျွန်တော်လာပြီးဆက်သွယ်လိုက်လို့ရတယ်အဲ့ကြရင်ကျွန်တော် group လေးလုပ်လိုက်မယ်ကျွန်တော်တကယ်ချင်းဒီတရားဆွဲထက်နေပဲကျွန်တော်အဲ့မှာအသေးစိတ်ပြန်ပြောလို့ရတယ်နော်အကုန်လုံးဟုတ်ကဲ့ဟုတ်ကျေးဇူးပါနော်ဟုတ်ကဲ့ပါတခြားဒီ share တော့မေးစရာရှိသေးလားမသိဘူးခင်ဗျနောက်ပြီးဒီထဲမှာကျွန်တော်တို့စီမှာမပါတဲ့ feature တွေဒီချက်စီမှာတခြားပြဿနာလေးရှိနေဆိုတော့ကျွန်တော်တို့ ਨੇ discuss လုပ်လို့ရတယ်နော်ဘာလို့ဆိုတော့ဒီ meeting ကလည်းကျွန်တော်တို့အဓိကလုပ်လိုက်တာက teacher တို့ကအဓိကသုံးတဲ့သူတွေပေါ့နော်ကျွန်တော်တို့ software အဲ့ဆို teacher တို့ဘယ်လိုမျိုး feature တွေလိုချင်လာတယ်ဘယ်လိုမျိုးခက်ခဲတွေလဲကျွန်တော်တို့သိချင်တယ်အဲ့ကြောင့်မို့လို့လည်းကျွန်တော်တို့ဒီလိုမျိုး event တွေလုပ်လိုက်တာပေါ့နော်အကုန်လုံး discuss လုပ်လို့ရအောင်လို့အဲ့ဆိုကျွန်တော်ပြောချင်တာအကုန်လုံးပြောပြလို့ရတယ်ကိစ္စမရှိဘူးဒါတခုတော့မေးကြအောင်ဟိုလေကြားတယ်ဟိုလေခုနပြောတဲ့ teacher တယောက်ပြောတယ်သူတို့ database တွေက teacher တားရ server အနေနဲ့ထိုင်ရမှာဟုတ်လား website နဲ့ server ကတားရရှိမှထိုင်မှာလားကျွန်တော်တို့ကိုယ်ပိုင်ဒီကျောင်းနေမှာရောတည်တံ့ထိုင်လို့ရလားဘယ်လိုကိုယ်ပိုင် server နဲ့ထိုင်တာလားဒါနောက် website နဲ့တွားရင်ရောဒါ HTTPS လား secure layer အောက်ကနေတွားမှာလားဟောနော်အဲ့ဒါလေးလည်းနည်းနည်းလေးဘာလို့လဲဆိုတော့ဒါတွေ hacking တွေကအများကြီးရှိတော့လေဒါကိုယ့်ရဲ့လုံခြုံရေးနဲ့ခုနပြောတဲ့ဟာတွေပေါ့နော် data တွေဟိုအပြင်မှာရောက်မနေစေချင်ဘူးပေါ့နော်ကျောင်းတိုင်းလည်းဒီလိုမျိုးပဲရှိကျင်ကြတာပေါ့နော်နောက်အထူးသဖြင့်တော့ခုနပြောတဲ့ salary တို့ payment တို့ဘာတို့ညာတို့ပေါ့နော်ဒါမျိုးတွေပေါ့အဲ့ဒါမျိုးလေးနည်းနည်းလေးသိကျင်တယ်ပေါ့နော်ဒါဟုတ်ကဲ့ thank you
ဘူးပြောတယ်လို့မျိုးဒီကျွန်တော်တို့ဒီ industry standard ဖြစ်တဲ့ HTTPS တွေအားညာတွေအားလုံးနဲ့ကျွန်တော်တို့ secure လုပ်ထားပါတယ်ပြီးတော့ server တွေကကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကိုကျွန်တော် database ကလည်းမတူဘဲနဲ့ခွဲထားပါတယ်ပြီးတော့အဲ့ server တွေကတော့ဘယ်လိုလဲစင်ကာပူမှာ server ရှိပါတယ် server ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့တွေကလိုကြောင်းတွေက software ကိုသုံးတဲ့အခါမှာ mobile application သုံးတဲ့အခါမှာ VPN ခံစရာမလိုအောင်လည်းလုပ်ပေးထားပါတယ်ပြီးတော့ accelerate information တွေပါညာတွေကလည်းဦးတို့ကြောင်းကဘယ်ဆရာမကိုပဲသိစေချင်တယ်ဘယ်သူဘယ် admin team ကိုပဲသိစေချင်တယ်အားမျိုးတွေလည်းကြိုက်တယ်လို့မျိုးဒီမှာ software ထဲမှာလာပြီးတော့ configure လုပ်လို့ရပါတယ် configure လုပ်လို့ရ okay ခုန teacher တယောက်မေးတဲ့ဟာမျိုးပေါ့နော် classroom management ကိုပြောတာထင်တယ်ဟို teacher တယောက်မေးတာလေဒါတို့ဟုတ်တယ် subject တွေနော်အဲ့ဒါတွေရော features တွေပါတယ်ထင်တယ်နော်ဟုတ်ကဲ့ခင်ဗျဒီမှာဆိုကျွန်တော် announcement တင်လို့ရမယ် teacher တွေ assignment တွေတင်လို့ရမယ်ကျွန်တော်တို့အခုစလုပ်နေရဆိုရင် quiz တွေ create လုပ်လို့ရမှာပေါ့နော် quiz တွေဆိုတော့ဥပမာteacher တို့အခု form ဖြည့်လိုက်တယ်လို့ပဲကျွန်တော် multiple choice quiz တွေလုပ်လို့ရ fill in the blank အဲ့လို quiz type လေးအမျိုးမျိုးပေါ့နော်ဟိုကျွန်တော်အဲ့လိုမျိုး quiz တွေလုပ်လို့ရအောင်လဲကျွန်တော်အခုစလုပ်နေပြီအဲ့လိုမျိုး features တွေပါမယ်နောက်ပြီး teacher တို့ဒီမှာဘာမျိုးလိုချင်တယ်လဲဥပမာအရှိကကျွန်တော်တို့ကျောင်းနေဆိုရင် request လုပ်ကြတယ်အဲ့လိုမျိုး teaching assistant ပေါ့နော်ဥပမာကျွန်တော်တို့တချို့ကျောင်းသားတွေကဥပမာ private school international school ကျောင်းသားတွေဆိုရင်တို့ exam တင်တဲ့အချိန်မှာအထူးသဖြင့်သင်ချရပေါ့နော်သင်ချရမှာတို့က document တွေတင်ပြီးတော့တို့ဆိုမှဘယ်လိုလုပ်ကြလဲဆိုတော့ကျွန်တော်စကားTelegram မှာတို့ကဟိုစာရွက်ဒီ mail စာရွက်ကိုပို့လိုက်တယ်အဲ့ပုံမှာပဲ Telegram နဲ့ကပုံဆွဲတဲ့ tools လေးကိုသုံးပြီးတော့တို့ကသင်ချတွက်တာပေါ့နော်တွက်ပြီးတော့အဲ့စာရွက်ကိုဆရာမကိုပြန်ပို့ပေးလိုက်တာအဲ့လိုမျိုးကိစ္စလေးရှိတယ်အဲ့လိုမျိုးကိစ္စဆိုတော့ကျောင်းသားတွေကကျွန်တော်တို့ software ထဲမှာပဲအကုန်လုံးတင်ချကိုတွက်လို့ရအောင်ကျွန်တော် teaching assistant သူတို့လိုတဲ့ tools တွေပေါ့နော်ထောက်ချွန်တို့ down စဝိုင်းကျန်းတို့အဲ့လိုမျိုး tools တွေထည့်ပြီးတင်ချတွက်လို့ရအောင်လေကျွန်တော်တို့လုပ်ပေးဖို့အတွက်အခုလုပ်နေတယ်ဒါအရှိရကြောင်းကျွန်တော်တို့ request လုပ်တာပေါ့နော်နောက်ပြီးတော့ကျွန်တော် AI assistant features တွေဥပမာကျွန်တော်ဆရာဆရာမတွေကျောင်းသားတွေအနေနဲ့ index essay စစ်တဲ့ချိန်ကျရင်သူတို့ AI နဲ့သုံးထားကြလားကိုယ့်ကိုရေးတာလားဒီတက်လုပ်လို့ရအောင်ကျွန်တော်အဲ့လိုမျိုး features တွေထည့်ပေးထားတယ်ဒါကတော့ teacher တို့ request လုပ်တဲ့ပုံမူတည်ပြီးတော့ထည့်ပေးတဲ့ features အသေးလေးပေါ့နော်အဲ့လိုမျိုးအသေးလေးအများကြီးပဲကျွန်တော်တို့စီမှာဘယ်လိုမျိုး hyper ရှိသေးတယ်ဆိုရင်certificate ထုတ်တဲ့အဆင့်နဲ့ရှိရပေါ့နော် certificate ထုတ်ပြီဆိုရင်ကျွန်တော်တို့အရှိရအကြောင်းကကျွန်တော်တို့ကျောင်းသား1000ကျော်2000ကျော်လောက်ကို certificate ကိုတယောက်ချင်းစီနာမည်လိုက်ထည့်ပြီးတော့ပြင်ရတဲ့ကိစ္စပေါ့နော်အဲ့ကိစ္စအရင်အချိန်ကုန်တယ်အဲ့လောက်ရတာကွာမဖြစ်တဲ့ဝါလာကြီးအဲ့ဆိုအဲ့ကိစ္စကျွန်တော် software နဲ့ဘယ်လိုမျိုးလုပ်ပေးတာလဲဆိုတော့ကျွန်တော်တို့စီမှာ template လေးတစ်ခုတင်လိုက်ပြီးရင်အဲ့ကျောင်းသား data တွေရှိမယ် Excel နဲ့လုပ်ထားလိုက်မယ်ကျွန်တော်တို့ဒီကျောင်းသားပဲအမှတ်ရမယ်အဲ့ Excel ကိုတင်လိုက်အဲ့မှာရောက်100ရှိမယ်ရောက်200ရှိမယ်တင်ပြီး auto generate လုပ်ပေးလိုက်တာအရောက် certificate 200လား300လား1000လား auto generate လုပ်ပြီးဥရော download ချလိုက်ရုံပဲ download ချလိုက်တာနဲ့ဟိုဟာလုပ်ခဲ့ဥရော computer မှာရောက်သွားပြီအဲ့ဆိုတယောက်ချင်းစီကို copy paste ပြီးတော့ Viber နေပုံလား Messenger နေပုံလားချက်တဲ့နေရာပို့လိုက်ရုံပဲဖြစ်သွားပြီအဲ့လိုမျိုးလေးလည်းလုပ်ပေးထားရပေါ့နော်ဒါလည်းကျွန်တော်ဥပမာလေးပြောပြရပါပေါ့ဒီလို daily note feature ဆိုတဲ့ဒါတို့ request လုပ်ထားတာပဲဒါဆရာမတို့စီမှာကျောင်းမှာဆရာမတယောက်နဲ့တယောက်ဒတန်းထဲမှာပဲ2ယောက်တင်ကြတာပေါ့နော်အဲ့ဆိုတယောက်နဲ့တယောက်ခက်ချက်ဖြစ်အောင်ဒီလိုမျိုး daily note feature တွေထည့်ပေးပါလို့တို့ request လုပ်ထားတာဆိုတော့ကျွန်တော် daily note တွေထည့်ပေးတာ library တို့ဘာတော့ချိန်ထားရှိလားအဲ့လိုမျိုးရှိရယ် library လည်းရှိတယ်ဟုတ်လေဟိုအခုကျောင်းမှာဆိုရင်ကျွန်တော်တို့က library ကိုဘယ်လိုမျိုးလုပ်ချင်လဲဥတို့ကျောင်းအတွက်တည်တဲ့ library လုပ်ချင်လားဒါမှမဟုတ် schedule ဆက်နေပဲ library လုပ်ချင်လားကြိုက်တယ်လို့သွားလို့ရတယ်ဥတို့ကျောင်းအတွက်တည်တဲ့ပဲဆိုရင်တော့ဘယ်လိုပြောမလဲဥတို့ domain name နဲ့ဥမာထားပါတော့ဥကျောင်းနာမည်လေးကဟိုဟာတူဝနာ tuwana.com ပေါ့ tuwana.com ဒါမှမဟုတ် library.tuwana.com အဲ့လိုမျိုးလေးထားလာပြီးတော့လည်းလုပ်ချင်တယ်ဆိုလည်းအဆင်ပြေတယ်လုပ်လို့ရတယ်ကိစ္စမရှိဘူး Okay very good အဓိကတော့ကျွန်တော်တို့ကအများကြီးပြောနေချင်တာပေါ့နော်ဥတို့ဘာကြီးလို့လဲအကုန်ပြောပြလိုက်ရတယ်ကျွန်တော်တို့အဲ့ဒါဆိုအခုမှဆိုတော့စဉ်းစားအခုမှကိုရီးယားလည်း first time ဟိုဖြစ်တော့လေနော်ဟုတ်ကဲ့တတိယရင်လည်းပြောပါမယ်နောက်တစ်ခုက contract တွေကတားတို့ contract တွေကဟိုဘာyear လားဘယ်လိုခေါ်မလဲတိုက်တဲ့ချိန်ယူလို့ရလားကြိုက်တဲ့ချိန် stop လုပ်လို့ရလားဘယ်လိုကျွန်တော်တို့ contract ကတော့ per year သွားတယ်ဒါပေမဲ့ invoice ပို့တာတော့တစ်လချင်းစီပဲပို့ပေးရပါတော့ခုနပြောသလိုပဲဒါပေမဲ့အဲ့ contract တစ်နှစ် contract တစ်နှစ်ပြီးသွားတဲ့အချိန်မှာရ break လိုက်လို့လည်းရကိစ္စမရှိဘူးကျွန်တော်တစ်နှစ်လောက်ထားရတယ်ဆိုတာဒါဥရောအတွက်လည်းအဆင်ပြေကျွန်တော်တို့လည်းအဆင်ပြေတဲ့ပမာဏကိုကျွန်တော်ချိန်ပြီးထားလိုက်တာပေါ့နော်ဒါမှမဟုတ် contract ကိုဘယ်လိုမျိုးပြင်ချင်လဲကြိုက်တယ်လို့ justify လုပ်လို့ရတဲ့ကိစ္စမရှိဘူး academic share လာနေပဲ ဟုတ်ပါဘူးလာပဲရှိရacademic က6လပဲရှိအောင်နော်စာသင်ချိန်ဟုတ်ကဲ့ဒါမျိုးလေးရှိနော်ဟုတ်ကဲ့အေးပေါ့June to February
okay လေအမေးကြပါရှိသေးတယ် ဒီမှာကျွန်တော်အဲ့ဒီ active user count နဲ့ပတ်သက်ပြီးတော့ဟိုတစ်ချက်လေးဖြစ်ဆက်ချင်တာကကျွန်တော်ကျောင်းသား hound data တွေပေါ့နော်ကျောင်းသား hound တွေရဲ့ဟိုအမှတ်စာရင်းတွေသူတို့ရဲ့နာမည်တွေ list တွေကိုတင်ထားမယ်ဆိုရင်ရောဒီလိုမျိုးပေးရမှာလားဆိုတော့မပေးရဘူးခင်ဗျကျောင်းသား hound data ကျောင်းသားဆက်တက်မနေတော့ကျောင်းသား hound ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့ပတ်စံမကောက်တော့ဘူးပေါ့နော်သူ hello ဟုတ်ကဲ့ အဲ့ခုနဒီချေတယောက်ပြောသွားသလိုပဲပေါ့နော်ဒီဘာပေါ့ကျောင်းနဲ့ဒီကျောင်းသားတွေတဲ့ကြားထဲမှာဒီထက်ပိုပြီးမှ communicate ဖြစ်တဲ့ဟာမျိုးဒီဘာတွေထပ်မှာရှိနိုင်သေးလဲပေါ့ဘာလို့ဟိုပေါ့နော်ဒီထက်ပိုပြီးမှဟိုဒီခုနဒီပေါ့ဒီ software ကိုတုံးပြီးတော့ခုနဒီဘာတွေဒီ payment တွေဘာတွေမလုပ်ချင်ဘူးဒါပေမဲ့ခုနပြောလို့ပဲခုနတစ်ချက်ပြောသွားသလိုပဲဒီကျောင်းသားနဲ့မိဘနဲ့ကျောင်းနဲ့ကိုပဲသူတို့ကဓာတ်ထဲမှာသူတို့ link တစ်ခုလေးထိချင်တာပေါ့နော်အဲ့ဒါဆိုရင်နောက်ထပ်ဒီထက်ပို့ပြီးတော့ဘာတွေများထူးခြားလေးတွေဟိုရှိနိုင်အောင်မလဲပေါ့ ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့အဲ့လိုမျိုးကျောင်းသားတွေဆရာမတွေပြီးကျောင်းသားမိဘတွေသူတို့အချင်းချင်းမှာအများနဲ့ communication ရှိနေအောင်အတွက်ဆိုရင်တော့ mobile application မှာကျွန်တော်တို့announcement တွေလုပ်လို့ရမယ်ဆရာ admin team က announcement လုပ်တာဖြစ်ဖြစ် teacher က announcement လုပ်တာဖြစ်ဖြစ်အဲ့ course ထဲမှာရှိနေရဆိုရင်အဲ့ကျောင်းသား announcement တွေအချိန်နဲ့တပြေးညီကြည့်လို့ရနိုင်မယ်အဲ့ဒါရှိမယ်ဒါပေမဲ့ကျွန်တော်တို့အခုအစ်စ်လုပ်နေရကြတော့ကျွန်တော်တို့ course တစ်ခုချင်းစီမှာဆရာဆရာမနဲ့ကျောင်းသားတွေ discuss လုပ်လို့ရမယ်ဒီဟိုကျွန်တော်တို့ Viber တို့ Telegram တို့ chat လိုမျိုးလေးအခုထည့်နေရပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးပါလာပြီဆိုရင်လည်း teacher တို့အနေနဲ့ဒီကျောင်းရဲ့ဆရာဆရာမကိုကျောင်းသားမိဘပဲဖြစ်ဖြစ်ကျောင်းသားကိုယ်တိုင်ပဲဖြစ်ဖြစ်စကားသွားပြောချင်တယ်ဆိုရင်အဲ့မှာပြောလိုက်လို့ရပြီ teacher က reply ပြန်ပေးမှာပေါ့နော်အဲ့ဆို teacher ရဲ့ mobile application ရှိနေမှာဆိုတော့သူတို့စီမှာလည်း notification လေးတက်လာမှာအဲ့ကြရင် notification ကိုနှိပ်ပြီးတော့ reply ပြန်လိုက်ရုံပဲအဲ့လိုမျိုးလေးအဆင်ပြေအောင်တော့ကျွန်တော်လုပ်ပေးထားပါတယ်ခင်ဗျာ ရှာ Viber group တွေ Telegram group တွေတတ်ဟိုလောက်နေကြမလို့တော့ပေါ့ ဟုတ်ကဲ့အပြီး one-on-one course တွေဆိုရင်လည်းတချို့အကြောင်းတွေဆို one-on-one course တွေရှိကြတယ်one-on-one course တွေဆိုတော့အကြောင်းသားနဲ့ဆရာနဲ့အများနဲ့ communicate ဖြစ်နေအောင်ဒီ schedule ထဲမှာပဲဒီ course ရဲ့အောက်မှာ chat လို့ရအောင်ကျွန်တော်စီစဉ်ပေးထားရပေါ့နော်ဟုတ်ကဲ့ ဟုတ်ပါလားဟုတ်ကျောင်းသားဟောင်းနေတဲ့ data တွေကရောအမတို့ဟိုပါဘယ်လောက်ကြာထိန်းသိမ်းထားလို့ရလဲပေါ့နော်ဆိုတော့အမတို့ပဲဖြတ်ချင်တဲ့အချိန်ဆိုလို့ရှိရင်လည်းဖြတ်ဖို့ကိုယ့်ဘက်ကိုဖြတ်လို့ရလားမောင်လေးတို့ဘက်ကို request လုပ်ရမှာလား ကိုဘာတကူအကုန်လုံး data တွေကိုမအား control ရှိတယ်ခင်ဗျကျွန်တော်တို့လောလောဆယ်ကတော့ academic data တွေ sensitive ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလုံးဝဒီဘက်ကနေ system က auto delete တာကိုတော့ကျွန်တော်တို့လုပ်မထားဘူးအဲ့တော့ဟိုစိတ်ချရတယ်ပေါ့နော်အဲ့ဒီကြတော့ကြိုက်တဲ့လောက်စိတ်ထားရတယ်ခင်ဗျ ကိုယ့်ဘက်ကိုဖြတ်လို့ ဟုတ်တယ်ကိုယ့်ကို manage လုပ်ရမှာအမားတို့ဒီမှာ block storage ကျန်နေရဆိုတာလေးအစားကြည့်လို့ရတယ်အဲ့ဆိုကျောင်းသား data ဟောင်းကျောင်းသားဟောင်း data တွေဥပမာအကယ်အမ record ဆုပ်လိုက်လို့လည်းရတယ်လေကျောင်းသားဟောင်းတွေကိုဘလောက်ကြာတဲ့အထိရထားမယ်ဘလောက်ကြာတဲ့အချိန်ဖြတ်ချင်တယ်အဲ့ဆိုရင်ကျွန်တော်တို့က auto ဖြတ်ထားပေးလိုက်လို့လည်းရတယ်ကိစ္စမရှိဘူးချက်တူ request လုပ်လို့ရတယ်ဟုတ်အခုန storage ဆိုတာကအကယ် storage ဖြစ်သွားရင် user အသစ်ကိုလက်ခံလို့မရတော့တဲ့သဘောလားယင် okay အဲ့ဒါလေးကကျွန်တော်ပြောဖို့ကြံသွားတာ okay ကျွန်တော်တို့က schedule ကိုစသုံးတဲ့ချိန်ကျရင်အမားတို့အတွက်1 terabyte storage ကပါပြီးသား1 terabyte ကအမှန်တမ်းပြောရင်တော့အကြာကြီးသုံးလို့ရပါတော့အခုလက်ရှိသုံးနေကြတယ်ဆိုကောင်တော့မကုန်သေးဘူးတော်တော်ကြီးလိုသေးတယ်ပုံပေါ်ကအဲ့ဆို1 terabyte storage ကတော့ပါပြီးသားဒါပေမဲ့အဲ့1 terabyte ကျော်သွားပြီဆိုရင်တော့ကျွန်တော်တို့သုံးတဲ့ဒီ storage provider ရှိတယ်ပေါ့နော် service အဲ့ service ကကျွန်တော်တို့ subscription နဲ့ပေးရတာသူကတော့အခုစိမ်းတော့ဘယ်လိုမျိုးဖြစ်သွားပြီလဲမသိဘူးဒါပေမဲ့ကျွန်တော်နောက်ဆုံးကြည့်ခဲ့တော့သူက1 terabyte ထပ်လို့ခြင်းနဲ့ထပ်ဝယ်ခြင်းလားဆိုရင်တစ်လကို$25လား$20လားမသိတရားစောတာဘယ်လောက်လဲမသိဘူးအဲ့ဆိုအဲ့ဒါကျတော့တခြားသူ့ service ကနေဝယ်ရတဲ့ pricing ပေါ့နော်အဲ့လို1 terabyte တက်ကြော်ပြီးတော့ကျွန်တော်လိုလာပြီဆိုတော့အဲ့လိုမျိုးထပ်ဝယ်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့အဲ့ case ကအရင်ရှားပါတယ်ဟာဒီမှာကျွန်တော်ပြောချင်တာဒီကျောင်းသားဥယျာဉ်နဲ့ဒီ1 terabyte နဲ့မဆိုင်ဘူးခင်ဗျကျောင်းသားဥယျာဉ်ကကြက်တဲ့လောက်ရှိလို့ရတယ်1 terabyte ကလုံးဝပြည့်မသွားဘူးဟို1 terabyte ဆိုတာကကျောင်းသားဓာတ်ပုံနေဟိုထားပါတော့ပုံနေပေါ့နော် file တွေတင်မှပဲကျွန်တော်တို့ဒီ1 terabyte ထဲကိုဝင်သွားတာပေါ့နော်ကျန်တာကတော့ကျောင်းသားဥယျာဉ်ကတော့ကြက်တဲ့လောက်အဲကျောင်းသားဥယျာဉ်ရဲ့ကျောင်းသားရဲ့သူနဲ့ဆက်တဲ့ information တွေပေါ့ဟိုသူ့ရဲ့ emergency contact number တွေ dietary requirement တွေအမှတ်စင်းတွေအဲ့အရာတွေကဟိုဒီကျောင်းသား active user လိုမျိုး pricing လိုမျိုးသူတို့အဲ့ဒီ data ပြည့်မသွားဘူးပြောချင်တာ ဟုတ်ကဲ့
အဲ့ဆိုဒီ upload လုပ်ရင်လုပ်တဲ့လောက်ပဲဒီဟိုပါပေါ့ 1GB ကသူ့အနေနဲ့သူတက်သွားမှာပေါ့ ဟုတ်တယ်ခင်ဗျဟုတ်တယ် ကျွန်တော်တို့ဒီမှာ file upload တွေလုပ်ရမယ်လေမှာကျွန်တော် profile picture တွေတင်ကြတယ် cover photo တွေတင်ကြတယ်ဒါပေမဲ့ assignment materials တွေတင်ကြတယ် course material တွေတင်ကြတယ်အဲ့လိုမျိုး file upload တွေမှာပဲ storage က affect ဖြစ်တာဒီလိုမျိုးကျောင်းသား data တွေအတွက်ကကျွန်တော်တို့ကိစ္စမရှိဘူး chat လောက်သုံးလို့ရတယ်ကျောင်းသား home data တွေလည်းထားလို့ရတယ် အဲ့ဆိုဒီ 1GB က1 year ထားပါတော့စာချုပ်ချုပ်လိုက်ပြီဆိုရင် 1GB ရမယ်။နောက်တစ်နှစ်စာချုပ်ထပ်ချုပ်မယ်ဆိုလို့ရှိရင်ရောအဲ့ဒီ 1GB ကတက်ဘယ်လိုပြောရမလဲ storage ရှိပြီးသားဟာနဲ့ပဲဆက်သွားမှာလားပေါ့နော် ဟုတ်တယ်ခင်ဗျ ရဟုတ်တယ် 1 terabyte ကမပြည့်သေးဘူးဆိုတော့အဲ့ဒါပဲဆက်သွားမှာပေါ့1 terabyte ပြည့်ရတဲ့အထိသုံးလို့ရတယ်ကိစ္စမရှိဘူး ဟုတ်ကဲ့ 1 terabyte တော့မှနောက်ထပ်1 terabyte ကကျတော့ပတ်စံပေးပြီးဝယ်ရမှာပေါ့နော်ဒီပထမ1 terabyte first 1 terabyte ကတော့ free ပါ ကျွန်တော်တို့အမတို့အတွက်သုံးဖို့အဆင်ပြေအောင်ဒါ1 terabyte free ကိုစီစဉ်ပေးတာပေါ့နော် ဟုတ်ကဲ့ပါ တခြားဒီ share တော့ဘေးဆက်ရှိသေးလားမသိဘူးခင်ဗျနောက်ပြီးမှဒီဟာအခုကျွန်တော်စစ်မှန်စားရဆိုရင်ကျွန်တော် Viber ကနေလည်း Viber တို့ Telegram ကြိုက်တဲ့နေရာတွေဆက်သွယ်လိုက်လို့ရတယ်နော်ကျွန်တော်ဖုန်းဆက်ပြီးမေးချင်တာပဲဖြစ်ဒီလိုမျိုး online meeting တွေ့ပြီးတော့တခြားဆရာဆရာမတွေကိုပဲထည့်ရှင်းပြခိုင်းတာပဲဖြစ်ကြိုက်တာကျွန်တော်တို့စီစဉ်ပြီးတော့လုပ်ပေးလို့ရတယ်အချိန်လေးတော့ schedule လုပ်လိုက်ရုံပဲပေါ့နော် share လည်းအားရချင်ကျွန်တော်တို့လည်းအားရချင်ကျွန်တော်တကယ်ကြီးပြောရ emergency contact ဆိုကျွန်တော်တို့အရှိတစ်ခေါက်ကငလေးနေလောက်တော့ဆရာဆရာမတွေကသူတို့ဟိုဟာရှိရပါတော့ဖုန်းနံပါတ်တွေက schedule ထဲမှာမှတ်ထားတယ်ဒါပေမဲ့သူတို့ဖုန်းနံပါတ်တွေလည်းခေါ်လို့မရတော့ဘူးအဲဆိုတော့တခြားဘယ်သူတွေခေါ်လို့ရအောင်မလဲပေါ့နော်အဲ့ချိန်မှာရှားရချိန်မှာကျွန်တော်တို့စီမှာ emergency contact ကမရှိတယ်အဲ့တော့ကျွန်တော်တို့ emergency contact ကိုအခုထည့်ပေးထားလိုက်တယ် emergency contact မှာတခြားဘယ်သူကိုခေါ်လို့ရမလဲသူအမေလားသူအဖေလားထည့်ထားလို့ရတယ်နောက်ပြီးရင်အဲ့ emergency contact ကိုလည်းចောင်းသားတွေမထည့်မနေထည့်ဖြစ်အောင်လို့တချို့ reminder တွေပို့လို့ရတယ်သူတို့ဒီ fee တွေကိုပေါ့နော်ဒီ data လေးတွေတော့တခြားလေးထည့်ပေးပါ reminder ပို့လိုက်လို့ရတယ် ကျွန်တော်တို့အဲ့လိုကျောင်းသားတွေ safety အတွက်လုပ်ပေးထားတဲ့ feature channel feature တွေဘာတွေရှိသေးလဲဆိုတော့ဥပမာကျောင်းသားတွေရဲ့အဲ့ဒီ allergy information တွေဘာညာတွေဆိုရင်ကျွန်တော်တို့ mobile app မှာဆိုရင်သူကျောင်းသားကသူ့ရဲ့ student ID ကိုပြလိုက်တာနဲ့ student ID QR code ကို scan လိုက်တာဖြစ်တဲ့ဆိုရင်ဆရာမကနေပြီးတော့ဒီကျောင်းသားကဘယ် food တွေ allergy ဖြစ်တယ်ဆိုတဲ့အကြောင်းဟိုသူ့ကိုဘာမလုပ်ရဘူးဘယ်လိုတောင်းရန်ရှောင်းရန်လေးကိုကျွန်တော်တို့ကနေပြီးတော့ဘယ်တကူ accessible ပြထားတယ်ပေါ့နော်အဲ့မျိုးဥပမာဒီမှာကျတို့စီမှာ school clinic ရှိမယ်ပေါ့နော် school clinic ရှိမယ်ဆိုလဲအဲ့ဒီဆရာဝန်အပြောင်းလဲသူနာပြုအပြောင်းလဲရှိတယ်ဆိုလဲဒီကျောင်းသား information တွေကိုသူတို့ဒီစိတ်စာအုပ်လိုမျိုး historically မှတ်ထားတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကနေပြီးတော့ information ကို store ပေးထားတယ်ပေါ့နော်ဒါဆိုရင်ကျောင်းသားတွေအတွက်ကျောင်းသားတွေလုံခြုံရေးအတွက်ပေါ့နော်ဒါဆိုလည်းအရှိမကျွန်တော်တို့ preschool လိုမျိုးကျောင်းရှိတယ်သူတို့ကျောင်းသားတွေမှာထားပြီးတော့သူတို့ lunch တွေလည်းကျွေးတယ်အဲ့ချိန်မှာသူတို့ဒီ information တွေကအကြောင်းအပ်တဲ့ချိန်မှာလည်းစပြီးတော့ဒီတောင်းတာရတယ်ပေါ့အဲ့အတွက်ဒါမျိုးလေးထည့်လို့ရအောင်လည်းလုပ်ပေးပါအောင်လို့သူတို့ပြောတာအဲ့ဆိုသူတို့တုံးတဲ့ပုံစံကတော့သူတို့ကျောင်းသားတွေလာပြီးဆရာဆရာမတွေမှာလည်း account ရှိနေမှာဆိုတော့ application ဖွင့်လိုက်ပြီးတော့အဲ့ထမင်းကျွေးကန်နေကြရင်ဘယ်ကျောင်းသား allergies ဘယ်လိုမျိုးရှိတယ်ဘာတွေမတည့်ဘူးအဲ့သူတို့ချက်ချင်းကြည့်လိုက်လို့ရတယ်ပေါ့နော်ကြည့်ရဆိုရင်သူ့ကိုမစားမိအောင်ကျွန်တော်တို့ကြိုပြီးတော့ prevent လုပ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ထည့်ပေးတာပါတခြားမေးစရာရှိသေးတယ်ဆိုရင်ကျွန်တော် page messenger မှာလည်းလာမေးလို့ရတယ်နောက်ပြီးကျွန်တော် Viber ကိုလည်းတိုက်ရိုက်ဆက်သွယ်ပြီးမေးလို့ရပါတယ်ကျွန်တော်နောက်ဆုံးတစ်ခုထပ်ပြောချင်တာကျွန်တော်တို့ schedule ကရှေ့လျှောက်သွားမဲ့ပုံစံလေးဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်ရှင်းပြပေးချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ schedule set goals က teacher တို့ဒီစာတင်တဲ့အလောက်ကလွယ်ပြတခြား operation လုပ်တဲ့အကုန်လုံးကို schedules မှာလူတယောက်တည်းပဲဖြစ်ဖြစ် admin တစ်ခုတည်းပဲဖြစ်ဖြစ်အဓိကတော့ data တွေ centralize ဖြစ်နေပြီးအားလုံးကို automate လုပ်ပေးချင်တာပေါ့နော်အဲ့လိုမျိုးတော့အရှေ့လျှောက်ကိုကျွန်တော်တို့ဘယ်လိုမျိုးတွေပါစီစဉ်ထားလဲဆိုရင် teacher တို့တခြားလောက်ရတဲ့ကိစ္စတွေရှိသေးတယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ international schools တွေဆိုရင် school uniform တွေမှာရတယ်နောက်ပြီးကျောင်းဖတ်စာအုပ်တွေမှာရတယ်အဲ့ resource တွေထပ်မှာရတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့ schedules ကနေပဲတန်းမှာလို့ရအောင်ကျွန်တော်တို့အခု distributor တယောက်နဲ့လည်း partner လုပ်ပြီးတော့ schedules ကနေကျောင်းသားတွေကကျောင်းစာဖွင့်တော့ပဲဆိုဒီကျွန်တော်တို့ဒီမှာကျောင်းသား data ရှိနေပြီလေဘယ်တန်းမှာပဲကျောင်းသားဘယ်နှစ်ယောက်ရှိတယ်ယောက်ျားလေးကဘယ်နှစ်ယောက်မိန်းကလေးကဘယ်နှစ်ယောက် data တွေအကုန်ရှိနေတာကွာအဲ့ဆိုကျွန်တော်တို့ကတန်းချင်းစီတော့ကြိုပြီးတော့ okay ဒီတက်တော့ uniform ဘယ်နှခုလာလို့မယ်ယောက်ျားလေးတစ်ခုမိန်းကလေးဘယ်နှခု order လုပ်တော့မလားကျွန်တော်တို့တန်းလုပ်ထားပေးလို့ရတယ်ဒီချက်တော့ခလိုလေးတစ်ခုနှိမ့်လိုက်ရုံပဲနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ distributor စီကိုတန်းရောက်သွားပြီးတော့ဒီချက်တို့လိုချင်တဲ့ပုံစံတွေအကုန်လုံးသူကလုပ်ပြီးတော့ဒီလိုကြောင့်လာပို့ပေးမှာပေါ့နော်ပြီးကျောင်းသားအဲ့ဒါတွေကတော့ဒါကျောင်းကပေးတဲ့ကိစ္စတွေပေါ့နော်တချို့တို့ဒီမှာဘယ်လိုမျိုး policy ရှိလဲတခြားဘယ်လိုမျိုး materials တွေလိုသေးလဲတင်ထောက်ကူပစ္စည်းတွေ science နဲ့ပတ်သက်တဲ့တုံးတဲ့ပစ္စည်းတွေအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်စီမှာcatalog လေးနဲ့ကြည့်လို့ရမှာပေါ့နော်ဒီ distributor ကသူတို့ရောင်းတဲ့ပစ္စည်းတွေကိုပေါ့အဲ့ပြီးသွားရင်ကျွန်တော်တို့
ကျောင်းသားတွေကလည်းuniform တွေ run out ဖြစ်သွားလို့သူတို့ကိုယ့်အကိုထပ်မှာကျင်တာဆိုရင်လည်းteacher တို့ဘက်က teacher တို့ပုံမူတည်ပြီးတော့ကျောင်းသားတွေကိုယ်တိုင်မှာခွင့်ပေးခြင်းလား teacher တို့စီကပဲသွားစီခြင်းလားကြက်တူလုပ်ထားလို့ရတယ်။ကဲကျောင်းသားတွေကိုယ်တိုင်မှာခွင့်ပေးခြင်းလားဆိုရင်လည်းကျောင်းသားတွေကကိုယ်တိုင်မှာလို့ရအောင်သူတို့ mobile application မှာလည်းကျွန်တော်ပြပေးထားလို့ရတယ်။ဒါဆိုရင်သူတို့ကုန်သွားပြီထပ်မှာကျင်တယ်ဆိုရင်သူတို့ကိုယ့်အကိုထပ်မှာလိုက်ပဲပေါ့နော်။ဒါမျိုးလဲ IT ရအောင်ကျွန်တော်တို့သွားမှာပေါ့နော်။အဲ့ဆိုအဲ့ဒါတွေအခု implement လုပ်ပြီးသွားပြီကျွန်တော်တို့အရှိ2လလောက်မှာဒီကိစ္စတွေပြီးမှာအဲ့ဒါပြီးသွားပြီဆိုတော့ကျွန်တော် Facebook page မှာကြီးညာရမယ်အများနဲ့အဲ့တော့ကျွန်တော် Facebook page လေးကိုလည်း follow လေးလုပ်ပေးထားပါအောင်ခင်ဗျာအဲ့ဆိုကျွန်တော်အများနဲ့အဲ့မှာတင်နေမှာဆိုတော့လေ teacher တို့ update တွေအများနဲ့တည်နေအောင်လို့နောက်ပြီးတော့အခုteacher တို့က email register လုပ်တာဆိုတော့ကျွန်တော်တို့ teacher တို့ email ကိုလည်း features တွေ release လုပ်တိုင်းမှာ email လေးပို့ပေးမယ်ခင်ဗျာအဲ့ဆိုရင်teacher တို့တခြား mail စရာရှိသေးလားမသိဘူးခင်ဗျာနောက်ဆုံးပေါ့ကျွန်တော်တို့ mail စရာမရှိဘူးဆိုတော့ညီကုန်းချုပ်ကြရအောင် ဆရာပြီးမှပဲအဲ့ကိုလိုချင်တဲ့ဟိုဟာတွေနဲ့ဟိုဆရာနဲ့တေချာဆက်သွယ်လိုက်မယ်လေဟုတ် Okay အဆင်ပြေတယ်ကိစ္စမရှိဘူးကျွန်တော်ဖုန်းနံပါတ်လေးလည်းမှတ်ထားလိုက်ပါလားဆိုရင် Viber ကနေကျွန်တော်ဆက်သွယ်လိုက်က ဲပါဆရာဟုတ် မဖုန်းဆက်ချင်တယ်ဆိုလည်းဖုန်းဆက်လိုက်တော့ရတယ်ဖုန်းတိုင်းဆက်လိုက်ကိစ္စမရှိဘူး ကဲပါဆရာဟုတ်ကျေးဇူးတင်ပါတယ်ဆရာအဆင်ပြေပါတယ် ကျွန်တော်တို့ email တွေလည်းပို့ပေးထားလိုက်မယ် ဟုတ်ကဲ့ပါဆရာဟုတ် Okay အဲ့ဆိုရင်ဒီနေ့ event ကိုလာပြီးတော့ကြည့်ပြီးတော့အခုလိုမျိုးအချိန်ပေးပြီးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် teacher တို့အားလုံး teacher တို့တခြားဆွေးနွေးချင်တာရှိရင်ပြောချင်တာရှိရင်ကျွန်တော်တို့မှာ teacher မှာဖြစ် Facebook page မှာဖြစ် Viber မှာဖြစ်အချိန်မျိုးဖုန်းဆက်လိုက်လို့ရတယ်ဆွေးနွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျေးဇူးပါအားလုံးပဲလာပြီးတက်ပေးလို့ ကျွန်တော်တို့ social media တော်တော်များများမှာတော့ schedule ဆိုတဲ့နာမည်နဲ့ရှိပါတယ်ကျွန်တော် YouTube TikTok Instagram Facebook တွေမှာ Okay တားလို့ရ thank you ပါ congratulations နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ် အေးဟုတ်ပြီ bye bye အဲ့ဒါတက်တာအားလုံးပဲ ကျေးဇူးပါ ရပါပြီခင်ဗျာ